အရင်ဆုံးအကိုတည်းကနာမည်ခေါ်ပေးလိုက်မယ်number 1က Mr. မိုးရှိပါလား Mr. မိုးရှိမပါသေးဘူးเนาะဒါဆိုရင် Miss ဖြိုးစင်သင်းပါလားMiss ဖြိုးစင်သူပါလားဖြိုးစင်သူပါလားမပါသေးဘူးเนาะမောင်သူရပါလားအော်မောင်သူရပါလားအေးရေစရင်ကတထားဆွေရောပါလားတထားဆွေအဝင်ကြသေးတာထင်တယ်အယိုယောဘောစားကောနော်တထားဆွေပြီးရောစုမြတ်နိုးရောပါလားစုမြတ်နိုးပါလားခိုင်မြင့်ရောခိုင်မြင့်ပါလားယူဇနာဖြိုးပါလားနော်အကိုတည်းကြည့်မှရမှာသူတို့ရဲ့နာမည်တွေပဲလိုက်ကြည့်မှာယူဇနာဖြိုးဟုတ်တန်ပိတ်ယူဇနာဖြိုးပြီးရောမျိုးတရဖီပါလားမျိုးတရဖီမျိုးတရက်ပြပါမျိုးတရဖီတွေ့ရအေးသမီးမိတ်ဆက်အောင်အဲ education ရဲ့အသက်ရဲ့ဒီလောက်ဆိုရပြီမှာလေဇာတိရဲ့ပေါ့ဟုတ်ညီမကတော့မြို့တရက်ပြပါအခုကတော့စီးပွားရေးတက္ကသိုလ်တက်နေပါတယ်အသက်ကတော့23နှစ်ပါကြာလားမသိဘူးစားပါတယ်ညီမလေးကြားတယ်ရတယ်နော်ညီမလေးအဲ့လာပြီးရောမျိုးမြင့်မောင်ပါလားရောက်တဲ့ကလေးတွေကနည်းနည်းကင်မရာလေးတွေဖွင့်ပေးတော့ယွန်းလို့ကိရောက်တာချစ်စုဝေလို့ပါတော့မပါသေးဘူးเนาะမျိုးမြင့်မောင်ပါလားမျိုးမြင့်မောင်အခုချစ်စုမျိုးမြင့်မောင်ပါရင်ချစ်စုဝေမျိုးမြင့်မောင်မပါရင်ဟိုပါလားထက်ဝေပါလားထက်ဝေရောက်ပြီလားထက်ဝေထက်ဝေမရောက်သေးရင်တဲ့တိန်သေးပါလားတိန်သေးကဲတယောက်ချင်းပဲမိတ်ဆက်တော့နာမည်မခေါ်တော့ဘူးအများကြီးပဲမိတ်မဆက်ရသေးတဲ့လူကတယောက်ချင်းမိတ်ဆက်လိုက်လက်ညိုးလေးထောင်ပြီးတော့အရင်ဆုံးအပူမြင်တဲ့လူပဲခေါ်လိုက်မယ်မိုးစန္ဒာအောင်တတိမိတ်ဆက်လိုက်ပါအောင်ဟုတ်မင်္ဂလာပါသမီးဒီနေ့ပါလေ line ဟိုပါမလဲကားလမ်းနေပိတ်ပြီးတော့လမ်းမှာပဲရှိသေးတယ်အိမ်ကြီးရောက်ပြီးဆိုတော့ကင်မရာလေးပိတ်တာဟုတ်ဒီမှာကဟိုပါပြောညတမီပြောဟုတ်ဒီမှာရန်ကုန်မှာပါတက်ကတဲတဲ့အခုကဟိုဘာဘွေးစော့ပြီးတစ်ခုမှာပေါ့နော်အလုံးဝင်နေอืมဟုတ်ပြီရတယ်တမီဟိုလမ်းမှာပဲရှိသေးတယ်ဒါနောက်ကဒါဘယ်သူလဲအရန်ရှိနေရတယ်တမီတပ်ဖုံးချက်လားပါလဲတပ်ဖုံးချက်လားတပ်ဖုံးချက်လားတမီမိတ်ဆက်အောင်ဟုတ်ငါတပ်ပုံချစ်ပါရှင်အသက်ကfriendly 20ပါအခုရတနာဘုံ University မှာ second year history ကျောင်းတက်နေပါတယ်ပြီးတော့ Homika မှာ finance department မှာအလုပ်ဝင်နေတာပါရှင်ရတနာဘုံဆိုတာဘာလဲမန္တလေးရတနာဘုံလားဟုတ်မန္တလေးရတနာဘုံ University မှာညီမလေးကသမိုင်းဒုတိယနှစ်နဲ့တက်နေရပါရှင်2015 2016 2019 2018 3နှစ်အမသမီးရတနာဘုံအင်္ဂလိပ်စာဌာနဆရာနာမည်မေးကြည့်ဘယ်သူလဲလို့အခုတော့အဲ့ဆရာတဲကိုရောက်နေပြီလို့ဟုတ်နော်ဟုတ်ဒါပြီးတမီချင်းပြန်လာလို့တမီလားဆိုနောက်တစ်ယောက်ကမအေးတန်းလားမအေးတန်းမိတ်ဆက်ပေးပါဦးဟုတ်တမီဥစားညီမကြတော့
ဟို BA English နဲ့တော့အကြောင်းပြီးထားတယ်အသက်ကတော့42နှစ်ပါရှင့် သူပဲဟုတ်ကဲ့ ဟုတ်တမီးလားဆိုကျေးဇူးအများကြီးတင်ပါတယ်နောက်ကရောဖြိုးဖိုးဖောင်းပါလေဖောင်းဖွေးလားနန်းဖောင်းဖွေးလားရှမ်းလူမျိုးလားဖောင်းဖွေးလားတမီးတာ PONT အဲ့လားဘာလို့လဲတမီးကေ ညီမလေးအတန်လေးမြူးဖြစ်နေရညီမလေးဆရာညီမလေးနာမည်ခေါ်နေရ ဖုံးပါလေ ဖုန်းဖြူဝင်းလားညီမလေး တမီးကအတန်လေးဖွင့်ပြီးတော့နည်းနည်းမိတ်ဆက်အောင်သူကအတန်မဖွင့်ဘူးထင်တယ် ဟုတ် သူမကြိုက်ရင်နောက်တစ်ယောက်ကြော်လိုက်မှာဝါဝါမိတ်ဆက်ပေးအောင်ဝါအတန်ဖွင့်တမီးတို့အတန်ခဏဖွင့်ဝါတမီးအတန်ဖွင့်အောင်လေတမီးအတန်ဖွင့်အဲ့လားပဲအစားရက်မှာလားတူရလားဝါတမီးအတန်ဖွင့်နော်အတန်ကိဘက်ကနှမ်းဖွင့်လို့ရလားမရဘူးထင်တယ် အဲ့ရ ဟောအေးပွင့်သွားလက်ဝါတမီးမိတ်ဆက်အောင် ဆိုဆရာသမီးနာမည်ကတော့ဝါသိမ်းပါ BA Business နဲ့အကြောင်းပေးထားပါတယ်အခုတော့ final နဲ့အလုပ်လုပ်နေပါတယ် BA business ဟုတ်ပြီမိကျေးဇူးတင်ပါတယ်နောက်တစ်ယောက်ကမျိုးတက်ပြောပြီးသွားပြီနော်ချစ်စုဝေလားချစ်စုဝေရောတမီးအဝါလေးဖွင့်မိုက်လေးဖွင့်တမီးလာတာလားပေါ့ ညီမနာမည်ကချစ်စုဝေပါစီးပွားရေးမှာတက်ရီယာနဲ့စာတင်နေပါတယ် ဟုတ်ပြီတမီးကျေးဇူးတင်ပါတယ်ရွံ့အောင်ပြီးသွားပြီလားရွံ့တမီးပြီးသွားပြီလားမိတ်ဆက်ပြီးပြီလားလောက်တမီးလားဆိုမိတ်ဆက် သူမနာမည်က join တိုင်းမှာရင်းတက်ကလို့မှာတက်ရက်နှစ်ပြီးထားပါတယ်အသက်က20ပါ ဘယ်တက်ကတူလဲတမီး ရည်ရင်စိုက်ရွေးတက်ကလို့ ရေစင်းစိုက်ပျိုးရေးဟုတ်ပြီတမီးကျေးဇူးတင်ပါတယ်မိုးစန္ဒာအောင်လမ်းလျှောက်နေတာမသိဘူးနော်မိုးစန္ဒာအောင်တမီးမိတ်ဆက်ပေးပါဦး ဆက်ဆက်ပါတယ် မိတ်ဆက်ပြီးသွားပြီလား ဟယ်လိုဟုတ်ကဲ့ဟုတ် အေးဟုတ်ပြီတမီးအဲ့ဒါဆိုရင်ကောင်းမြတ်ကျော်ရော ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီဥစ္စာအကြောင်းပြီးထားပါတယ်လောလောဆယ်ဒီ IS မှာ assistant teacher နဲ့လုပ်နေတာပါအသက်က28ပါခင်ဗျာ တာနည်းနည်းမျက်နှာလေးဖွင့်လိုက်အောင်မြင်ကျင်လို့အစားနေဆိုမြင်ကျင်လို့ဘယ်သူကမှမသိအောင် ဟုတ်ဒီ ကင်မ မှာ ရာလေးဖွင့်လို့ရရင်ခဏလေး ကင်မရာဒီလိုဖြစ်နေတယ်ဥစ္စာမီးကဒီဘက်မှာအဆင်မပြေတော့လို့ အေးဟုတ်ပါပြီဒါဟုတ်ပါပြီနောက်မီးအစဉ်ပြရင်ဖွင့်ပေးနော် ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါ အဲ့လားဆိုရင်ရာဇာလင်းအေးတန်းလားအေးတန်းရော ခုနမိတ်ဆက်ပြီးဆရာဟုတ် အဲ့လားပြီးသွားပြီလားချစ်စုဝေးလားချောစုဝေးရော အကိုကြီးပြီးပြီကိုရာစာလင်းကျက်သေးတယ် ပြီးသွားပြီလား ဟုတ် ဘယ်သူကြံသေးလဲရာဇာလင်းလား လင်းဟုတ် ဆရာနဲ့နာမည်တူနေပါလားခေါင်းမြန်ယူထားဆရာနာမည်လက်သားမိတ်ဆက်ပါအောင်တန်လေးမ ဘာမှမ ကြား ကြားအောင်နော်ကိကြား မကြားရအောင်တန်လေးမကြားရအောင်ဖြစ်နေနည်းနည်းလေးကြက်ကြက်လေးပြောပြလို့ရပါနည်းနည်းလေးပဲကြားနေတယ်ဟုတ်နည်းနည်းတော့ကြားရပြီ ဆရာမကြားဘူးဆရာမေးမယ်တာတက်ဘယ်လောက်ရှိပြီလဲတာတက်ဘယ်လောက်ရှိပြီလဲ20လားလက်ထောင်ပြဒါအတန်မကြားဘူးလက်ထောင်ပြတာတက်ဘယ်လောက်ရှိပြီလဲ18နှစ်လား
ဆက်ခွန်လို့ပြောလား20ခွန်အော်20ခွန်27ဟုတ်ပြီရပြီဒါအဲ့ဒါဆိုဒီနေ့ဘယ်သူကြံသေးလဲမိတ်ဆက်ဖို့ ကိုတယောက်ကြံသေးတယ်ညီမလေးပုံဖြူဝင်းလာညီမလေးရပြီညီမလေးမိသွားလိုက်ရပြီ မိတ်ဆက်ပေးပါဦး ညီမနာမည်ကိုကြည်ပါဟွာ BA philosophy နဲ့အကြောင်းပြီးထားပါတယ် ဟုတ်ပြီသမီး final department မှာ ရပြီအဲ့ဒါဆိုဟုတ်ပြီသမီးအဲ့ဒါဆိုကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါဆိုနော်မိတ်ဆက်ဖို့မကြံတော့ဘူးဆိုရင်ဆရာတို့ဒီနေ့ visit level ပေါ့နော်အင်္ဂလိပ်စာလေးဆရာတို့နည်းနည်းစပြီးတော့ sharing လုပ်ပေးမှာပေါ့ဆရာက sharing လုပ်မယ်သမီးတို့က learning လုပ်နော် sharing နဲ့ learning အချိုးညီရဲဆိုရင် okay ပြီနော်ဆိုတော့ဆရာတို့မှာကျိုးနဲ့ကျိုးရှိရယ်ပထမကျိုးတစ်ကျိုးကချက်ကျိုးခုနကပြောပြီးနော်အမေဘိုက်ထဲကထွက်တဲ့အခါမှာဆရာတို့သုံးတဲ့အသက်ရှင်ဖို့အတွက်ကိုချက်ကျိုးကိုဖြတ်လိုက်ပြီအခုကကျတော့ဆရာတို့ဘာသာစကားတွေကျွမ်းကျင်လာအောင်ဘာသာစကားတွေသိလာအောင်အရင်ရထက်ပို့ပြီးတော့မှစနစ်တကျရှိအောင်ဘာလုပ်ရမလဲဆိုတော့ရှက်တဲ့ကျိုးဖြတ်တာမှာဆိုတော့ဆရာတို့ friendly ပြောမယ်ဟုတ်တယ်မလားနော် friendly ပြောမယ်ပြီးတော့ပုံမှန်လင်းပြောမယ် practice လည်းများများလုပ်မယ်ဆရာမိုင်းလည်းသမီးတို့ထောက်သမီးတို့မိုင်းလည်းဆရာကရှင်းပြမယ်ပြန်ပြီးမှ sharing လုပ်ပေးမယ်နော် sharing လုပ်မယ်ဆိုတော့ဆရာတို့ပထမဆုံး textbook လေးတွေအကုန်ပေးပြီလားမသိဘူး textbook လေးတွေအကုန်ပေးပြီးပြီလား အခုပေးပြီးပြီရှင်ဒီဘက်မှာရှိမယ်နော် ဟုတ်ပြီအဲ့ဒါဆိုဆရာအရင်ဆုံးဒီနေ့ share ပေးမယ်ခဏလေးနော်share ပေးမယ်ဖွင့်ပြီးသားကြီးပဲเนาะဟုတ်ပြီဆိုတော့သမီးတို့ share ပေးမယ်ဆရာ share ရတာမြင်ရလားသမီးတို့ ရပါတယ် မြင်ရဒီဒါပေမဲ့ तू ကပထမဆုံးရဲ့ဒီ unit 1က present continuous tense ကို तू ကစပြီးတော့ introduction လုပ်ထားတာဒါပေမဲ့ဆရာတို့ကဒီရမသွားဘူး unit 2ကစသွားမယ် unit 2ကဘာလဲဆိုတော့ကြည့်လိုက်ဒီမှာ present tense เนาะ present simple เนาะ present simple လက်ရှိဖြစ်နေတဲ့အရာတွေပေါ့လက်ရှိဖြစ်နေတဲ့အရာတွေနောက်ထာဝရတည်မြဲတဲ့အရာတွေအမှန်တရားတွေနဲ့ပတ်သက်ပြီးတော့ဆရာတို့ကပေါ်ပြခြင်းတဲ့အခါဆိုရင် present simple ကိုသုံးတယ်เนาะဆိုတော့အဲ့ဒီ present simple တို့เนาะ present continuous tense တို့เนาะ present perfect tense တို့အဲ့ကာလတွေကိုဆရာတို့မသွားခင်သမီးတို့အခြေခံလေးတွေရအောင်ဆရာကဘာလုပ်မလဲဆိုတော့အလွယ်နည်းပေါ့เนาะအလွယ်နည်းရအောင်ဆရာသမီးတို့ sharing တစ်ခုလုပ်ပေးမယ်သမီးတို့လိုက်တော့မှတ်တာเนาะလိုက်ရေးရမယ်ကိဒီမှာ whiteboard ကဘာမှသုံးရလဲမသိ whiteboard တွေ့နားလေးเนาะဆရာသမီးတို့ whiteboard ရှာပေးမယ် whiteboard တွေ့ပြီရော့ new whiteboard ကျန် whiteboard လေးရောမြင်ရလားဆရာပြောတဲ့အတန်အားလုံးရှင်းရှင်းလင်းလင်းကြားရလားwhiteboard ကြီးကဘယ်နှရောက်သွားလဲဆရာတို့အရင်ဆုံးဗာမှတ်ကြမလဲဆိုတော့အင်္ဂလိပ်စကားမှာအင်္ဂလိပ်စာမှာစာပေပေါ့နော်စာပေသုံးအနေနဲ့ဆရာတို့စာသုံးမယ်ဆိုလို့ရှိရင်တွေ့ပြီမဖြစ်မနေဆရာတို့သုံးရတဲ့နေရာပေါ့ subject ရယ် verb ရယ်ပေါ့နော်ကတ္တာရယ်ကရိယာဒီနှစ်ခုသုံးရတာပေါ့ subject verb ဆိုတော့ဒီနေ့ဆရာတို့ကဘာ sharing လုပ်မလဲဆိုတော့ subject ကိုစပြီးတော့မှ sharing လုပ်မယ် subject ကိုပုံသေးနည်းနဲ့ဆရာတို့ကမှတ်မယ်အဲ့လိုပုံသေးနည်းနဲ့မှတ်တော့ဘယ်လိုမှတ်မလဲဆိုတော့ရော့ဒီလိုလေးသမီးတို့ကစာအုပ်ထဲမှာ
မိscreen share ရမကေ whiteboard ကအဲ့လိုကြီးလားပြုတ်သွားလားနေပြီ ဆရာအဲ့ဒါလေးတရားရအောင်သိလို့လည်းဖြစ်လာမယ်အေးတစ်ချက်တော့ထိလိုက်တယ်ပေါ့နော်ဟိုဘုမ whiteboard လေးမထိကြပါနဲ့နော် screen TV whiteboard မြင်ရလားမသိဘူး whiteboard မြင်ရတယ်ဟုတ် ဟုတ်ပြီမြင်ရပြီဆိုလို့မှဆရာတို့ဒီမှာဒါလေးသွားမယ်ဒီမှာအရင်ဆုံးဒီလိုမှတ်လိုက် subject as done ဒီလိုသွားမယ်နော်မြင်ရလားမှကြည့်လိုက်ဆိုတော့ဆရာတို့ကပထမဆုံးကတ်တာပေါ့နော်ပြည့်လို့တဲ့သူတွေမှန်သမျှကိုဆရာတို့ကကတ်တာလို့ခေါ်မယ်အဲ့ဒီကတ်တာကိုဆရာတို့ကပုံသင်နည်းနဲ့မှတ်မယ်ဆိုရင် subject 10 လုံးပဲရှိတယ်နော်အတန်မကြရင်ဆရာလက်ကိုကြည့်မယ် subject 10 လုံးပဲရှိအဲ့10လုံးဆရာတို့ကမှတ်မယ်နော်အဲ့10လုံးကိုမှတ်မယ်10လုံးကိုဘယ်လိုမှတ်မယ်ဆိုတော့3မျိုးခွဲပြီးတော့မှတ်မယ်လက်သုံးချောင်းထောင်တာ3မျိုးပြောတာနော်ဖတ်ပါစင်ရဲ့စကန်ပါစင်ရဲ့တပ်ပါစင်ရဲ့ဆိုရပါစင်3မျိုးနဲ့ဆရာတို့ကမှတ်မယ်ဟိုတရားရောက်ချစ်တယ်ထင်တယ်ဒီမှာလာပေါ်တယ်နော်ဟုတ်ပြီပထမဆုံးဆရာတို့ကဒီလိုမှတ်မယ်ဗျာ1ရဲ့ဒီလို slash လေးရဲ့ပြီးတော့ p ရဲ့ဒီလိုလေးမှတ်လိုက်မယ်ဒါမြင်ရလားအကုန်လုံးဖတ်ပါစင်မြင်ရလားဆရာဦးရေးထားတာမြင်ရလားဟောပြန်ထွက်သွားတယ်ကဲဟုတ်ပြီဆရာတို့ဒီတိုင်းပဲမရရင်ဒီတိုင်းလေးပဲသွားမယ်ဒီတိုင်းလေးတင်မယ်ဆရာတို့option ကဲခဏဆောင်လားဆိုရင်နားလေးနော်ခဏလေးဆောင်ပါဟောဒီမှာလဲ white ဖို့ရှိဒါအိမ်မသုံးတော့ပါဘူးစတာပဲသုံးတော့ဆရာရလား ကဲဒါတရားအခု share တဲ့ဟာလေးလည်းမြင်ရလားညီမြင်ရလားညီတို့ဘက်က မြင်ရတယ်ဆရာ ဟုတ်ပြီပထမဆုံးဆရာတို့ subject ကိုစမှတ်မယ်နော် subject ကို as stand လို့မှတ်မယ်နော် SUBJECT နော် subject ထမ်းလို့မှတ်လိုက်ပါဒီလိုနော်ဒါကိုအတူကကို as stand လို့မှတ်မယ်ဆရာတို့ကအဲ့ဒီ subject 10 လုံးကိုဆရာတို့ကပါစင်3မျိုးနဲ့ခွဲမယ်ပါစင်3မျိုးမှာဘာတွေလဲဆိုရင်ဖတ်ပါစင်ရှိမယ်စကန်ပါစင်ရှိမယ်တပ်ပါစင်ရှိမယ်ဆိုတော့ပါစင်3မျိုးအဲ့ပါစင်3မျိုးကိုဆရာတို့ကမှတ်မယ်ဆိုရင်ဒီလိုမှတ်မယ်စာအုပ်ထဲမှာအဲ့လိုလေးမှတ် 1p နော်ဒါဆိုရင်ဆရာတို့က 1p ကိုမြင်တာနဲ့ဖတ်ပါစင်လို့မြင်ရသိရမယ်နော်ပြီးရင်အမကြီး 2p ဒါကဘာဖြစ်မလဲစကန်ပါစင်နောက်က 3p တပ်ပါစင်ဆိုတော့ subject 10 လုံးကိုဆရာတို့ကဒီလိုမျိုးပါစင်နေနဲ့ခွဲပြီးတော့မှတ်မယ်အဲ့လိုမှတ်မယ်ဆိုရင်ဆရာတို့ကမှတ်မိလွယ်တယ်โอเคဟုတ်ပြီဖတ်ပါစင်ကိုဆရာတို့ကအရင်ဆုံးမှတ်မယ်ဖတ်ပါစင်ကဘာတွေရှိလဲအဲ့တော့ဖတ်ပါစင်ဒီဘက်ကလာလိုက်ဖတ်ပါစင်ကဘာတွေရှိလဲပထမဆုံးဖတ်ပါစင်ကိုဒီလိုမှတ်မယ် I ရှိမယ်နော် I ရှိမယ်ပြီးရင်ဆရာတို့ we ရှိမယ်ဒီလိုလေးမှတ်လိုက်ဖတ်ပါစင်မှာကတ္တာနှလုံးရှိရဲ့ပထမတစ်လုံးက I ဒုတိယတစ်လုံးက we ဆိုတော့ I နဲ့ we နဲ့နှလုံးရမယ်နော်အဲ့ဒါလေးအရင်မှတ်မယ်ဖတ်ပါစင်ကနှလုံးရှိမယ်ပထမတစ်လုံးက I ဒုတိယတစ်လုံးက we โอเคဟုတ်ပြီဆရာတို့က
အဲ့ဒီဖတ်ပါစဉ်မှာအ ਨੇ ကိန်းအများကိန်းခွဲတယ်ကွာအဲ့အ ne ကိန်းအများကိန်းကိုဒီလိုခွဲမှာ s က singular အများကိန်းဒီကောင်ကဒီ s ကဘယ်ကိုသွားမလဲဆိုရင်ဒီ i ကိုသွားမယ်နော်ဆရာအယောင်တူလေးတွေလောက်လိုက်အဲ့ဒါရောပို့ပြီးတော့မြင်အောင်စလုံးသေးနေလားတမီးတို့ဘက်မှာတမီးတို့ဘက်မှာစလုံးသေးလား ဟုတ်နည်းနည်းလေးသေးတယ်ဆရာ နည်းနည်းသေးရင် excel လုပ်ပေးမယ်ခဏ excel ပြန်လုပ်ပေးမယ်start share ဒါတော့မြင်ရလားဒီမှာ excel နဲ့ပြမယ် excel နဲ့နော် excel နဲ့ကိုရောက်ဖောင်းနေကြည့်ပေးမယ်ပထမဆုံးပြန်ပြောမယ် subject ဆရာတို့က10လုံးမှတ်မယ်နော် subject 10လုံးဒါတော့ဆိုစလုံးကြည့်လားတမီးတို့ ကြည့်ပါတယ် အဲ့ဒါဆိုရပြီနော်အဲ့ဒီ subject 10လုံးမှာဆရာတို့ကပါစင်နဲ့ခွဲမယ်ပထမဆုံး 1p ဖတ်ပါစင်ဟုတ်ပြီနော်ဖတ်ပါစင်အဲ့ဒီဖတ်ပါစင်မှာဆရာတို့က i ရှိမယ်နောက်တစ်ခုက we ရှိမယ်ဒါလေးတွေအခြေခံလေးတွေရဖို့လိုတယ်နော်နှုတ်ကတွတ်နေဖို့အတွက်အဲ့တော့ဖတ်ပါစင်မှာစလုံးနှလုံးရှိတယ် i နဲ့ we နဲ့ okay ဟုတ်ပြီပထမ i ကိုဆရာတို့ကဘာမှတ်မလဲဒီ i ကိုဆရာတို့က s singular လို့မှတ်မယ်နော် singular အ ਨੇ ကိန်းပေါ့နော်အောက်က we ကိုကြတော့ pl လို့မှတ်မယ်ဆရာတို့က pl လို့ရဲ့အများကိန်းဆိုတော့ subject 10လုံးမှာဆရာတို့နှလုံးပြီးသွားပြီ10လုံးပဲကျန်တယ်နော်ဖတ်ပါစဉ်အဲ့ဒီဖတ်ပါစဉ်မှာ singular နဲ့ plural ရဲ့အ ਨੇ ကိန်းအများကိန်းရှိမယ်အ ਨੇ ကိန်းက i အများကိန်းက we ဆိုတော့ဆရာတို့ကနှုတ်တွက်အောင်ဘယ်လိုလုပ်မလဲကိုယ်စိတ်ထဲရရင်ဒါကိုအလွတ်ရသွားပြီဆိုရင်ဖတ်ပါစဉ်ဟိုဆရာမေးလိုက်မယ်ဥမာ subject 10လုံးမှာဖတ်ပါစဉ်ကဘာလဲဆိုရင် i နဲ့ we နဲ့ဆိုတော့ဆရာ singular ဘာလဲဆိုလို့ရှိရင် i နော်အများကိန်း plural ဘာလဲဆိုရင် we ဆိုတော့ဖတ်ပါစဉ်ဆိုရင်ဖတ်ပါစဉ်မှာ i we ရှိနေအဲ့ဒါကိုသမီးတို့ကဒါတို့ကသိအောင်စိတ်ထဲမှာစွဲနေအောင်နှုတ်ကဥပမာ join တူလိုက်တာနဲ့လှုပ်ခလက်ထွက်တဲ့ပုံစံမျိုးသွားတတ်ကြမယ်နော်သွားနိုင်ရမယ်အဲ့လိုသွားနိုင်မှစကားပြောတဲ့အခါမှာဆရာတို့ကအရန်တွတ်ပါနော်အဲ့ဒါဆိုတော့ subject 10လုံးမှာဖတ်ပါစဉ် i နဲ့ we နဲ့ရှိတယ်ဟုတ်ပြီဒါဆိုဆရာတို့ကနောက်တစ်ခုသွားမယ်ဒါလေးနဲ့လွယ်လို့နော် 2p စကန်ပါစဉ်မှာလည်းပဲအဲ့လိုပဲအ ਨੇ ကိန်းရှိမယ်ဆရာတို့အများကိန်းရှိမယ်ဒီနေရာမှာအ ਨੇ ကိန်းရောအများကိန်းရောပုံစံဒီတစ်ခုပဲရှိတယ် u ဒီနှစ်ခုလုံးကအ ਨੇ ကိန်းရောသုံးတယ်အများကိန်းရောသုံးတယ်ဆိုတော့ဆရာတို့စုစုပေါင်း၄လုံးရပါပြီ subject 10လုံးမှာပုံသေး subject 10လုံးမှာ၄လုံးပြီးသွားပြီ6လုံးကျန်တယ်เนาะဆိုတော့အဲ့ဒီ၄လုံးကိုဆရာနည်းနည်းလေးပြန်မေးကြည့်မယ်အခုမရှင်းတာရှင်းဆရာကိုမေးလို့ရတယ်เนาะဆိုတော့ဆရာနာမည်လေးမေးလိုက်မယ်မျိုးတရဖီတမိရတယ်ကွာရုံးမဖွင့်လိုက်ရတယ်ဟုတ်ဆရာ တမိ subject ဘယ်နှလုံးရှိလဲဆရာကိုပြောပြပါအောင် subject ဘယ်နှလုံးရှိလဲ10လုံးရှိတယ်တော်လိုက်တာတမိဟုတ်ပြီအဲ့မှာဆရာတို့ပါစဉ်ဘယ်နှမျိုးခွဲထားလဲ3ခုပါစဉ်3မျိုးတမိမမြန်ပြောမှနှမတ်တော်ဆရာတွေမှာလက်ကြီးထောင်ထားတာတစ်မျိုးထင်နေတယ်နော်ဆိုတော့3ခုမှာဆရာတို့ဘာတွေလဲဖတ်ပါစဉ်ရဲ့စကန်ပါစဉ်ရဲ့တပ်ပါစဉ်3မျိုးရှိတယ်နော်အဲ့ဒီ3မျိုးမှာဆရာတို့လေ့လာပြီးတဲ့ဟာဆရာပဲလုပ်ပြီးတဲ့ဟာဖတ်ပါစဉ်နဲ့စကန်ပါစဉ်ဟုတ်ပြီတမိကိုမေးလိုက်မယ်စကန်ပါစဉ်ကဘာရဲ့လဲတမိယူရu နော်တမိ u ဟုတ်ပြီတမိကျေးဇူးတင်ပါတယ်တမိလားဆိုရင်ဟိုဟာတပ်ဖုံးချစ်လားတပ်ပုံးချစ်လားတပ်ပုံချက် တမိ subject ဘယ်နှလုံးရှိသလဲ subject 10လုံးရှိပါတယ်
နော် subject တော့မဟုတ်နော် subject နော် subject တင်မယ်ဟုတ်ပြီ subject 10လုံးရှိမယ်အဲ့ဒီမှာဆိုတော့ person ဘယ်နှမျိုးရှိလဲ ပါဆန်3မျိုးပါ 3မျိုးတမီးရလားဘာတွေလဲတမီးမှတ်မိသလားပြောပြ ပြန်ပါဆန်တက်ပါဆန်ပါ တမီးပြန်ပြောပါအောင်ဘလို့တမီးဖတ်ပါစင်ရဲ့ first person second person third person ပါ တပ်ပါစင်3မျိုးရှိရတမီးဖတ်ပါစင်ကဘာရဲ့လဲ I ရဲ့ we ရဲ့ပါ ဟုတ်ပြီတမီးဝီကအနည်းလားအများလားတမီး we ကအများကြီး ဝီ မှာ ကအများနော်ဝီကအများဟုတ်ပြီတမီးရပြီနော်အဲ့ဒါဆိုရင်တမီးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဆရာတို့ကအခုပါစင်3မျိုးသင်ပြီးပြီပါစင်3မျိုးတွေက2မျိုးသင်ပြီးပြီပေါ့နော်4လုံးပြီးသွားပြီဆိုတော့ထပ်တိုးအနေနဲ့ဗာမှတ်ကမလဲနောက်ထပ်နည်းနည်းလေးကောင်းတဲ့ထည့်ပြီးဗာမှတ်ကမလဲပါစင်တစ်မျိုးမှာအနည်းကိန်းရဲ့အများကိန်းရဲ့ဆိုပြီး2မျိုးစီရှိတယ်အဲ့လားလေးသိအောင်လုပ်ကြမယ်နော်ဆိုတော့ဟုတ်ပြီဆရာတို့ကအခုတပ်ပါစင်သွားအောင်ကွာတပ်ပါစင်က 3b စာမေးမှာနော်စာမေးမှာနည်းနည်းလေးကြည့်ဆိုတော့ဟုတ်ပြီဒီကြံတဲ့6လုံးကဆရာတို့ကအနည်းကိန်းက4လုံးရှိမယ်တဲ့အနည်းကိန်းက4လုံးအဲ့အနည်းကိန်း4လုံးကဘာဖြစ်မလဲ it ဒါလည်းအနည်းပဲเนาะပြီးတော့မှ he ရှိမယ်အနည်း she ရှိမယ်နောက်တစ်ခုကဆရာတို့ကဒီနေရာမှာဒါကတော့ဆရာရဲ့မတ်တပ်ပေါ့ the boy ကိုသွားမယ်သူ့ရဲ့နောက်မှာကွင်းစားကွင်းပိတ်နဲ့ဆရာတို့ကထည့်မယ်ဆိုတော့ဒီလိုလေးထည့်လိုက်မယ် now เนาะဆိုတော့ဒီနေရာမှာ the boy မဟုတ်ဘူး the girl ရတယ် the book ရတယ် now မှန်သမျှအကုန်လုံးကိုဆရာတို့ကဒီနေရာမှာသုံးလို့ရတယ် the boy မဟုတ်ဘူး the teacher လည်းရတယ် the book လည်းရတယ် the pencil အကုန်ရတယ်เนาะဆိုတော့တပ်ပါစင်မှာတဲ့အနည်းကိန်း4လုံးရှိတယ်အဲ့ဒီအနည်းကိန်း4လုံးက it ရဲ့ he ရဲ့ she ရဲ့ the boy เนาะအဲ့လိုရှိမယ်တမျိုးဒါလေးရေးမှတ်ထားလို့ရလားရေးမှတ်လို့မရ screenshot ယူရေးမှတ်လို့ရလားဝါရလားဝါသမီး ဟုတ်ရရဲ့ဆရာ တပ်ပါစင်เนาะတပ်ပါစင်သမီးတို့ရေးမှတ်လို့ရရင်ရေးမှတ်เนาะတပ်ပါစင်ဟုတ်ပြီနောက်ရာဇာလင်းရောကြားရလားရာဇာလင်းကြားလားတာကြားပါတယ်ဟောဒီသူကအတန်တိုးတာเนาะရာဇာလင်းက developer ထင်တယ်ကုတ်တွေနဲ့ဟုတ်ပြီဒါကျေးဇူးတင်ပါတယ်ဒါအတန်မကြားလို့ကောင်းမြတ်ကျော် ဟုတ်ကြားပါတယ်ဆရာဟုတ် ဟုတ်ပြီအဲ့မှာဆိုအကိုတို့အခုဒီဆရာတို့အခုသင်လိုက်တဲ့ဟာပါစင်3မျိုးမှာတပ်ပါစင်ကိုသင်နေရနော်ဆိုတော့တပ်ပါစင်မှာအနည်းကိန်း singular 4လုံးရှိမယ်အဲ့ဒီ4လုံးက it ရဲ့ he ရဲ့ she ရဲ့ the boy ရဲ့ the boy နေရာမှာကြိုက်တဲ့ noun အစားထိုးလို့ရတယ်နော်ဆိုတော့တပ်ပါစင်မှာဆရာတို့အနည်းကိန်း4လုံးရှိမယ်အဲ့လားလေးဆရာနည်းနည်းမေးရအောင်မအေးတန်းပြောလို့ရလားအေးတန်းကယောက်ျားလေးလားမင်းလေးလားအေးတန်းပြောလို့ရလား ဟုတ်ရရဲ့ရှင် တမီအခုအဲ့တပ်ပါစင်မှာအနည်းကိန်းဘယ်နှလုံးရှိလဲ 4 လုံးရှိရှင် 4လုံးရှိရဟုတ်ပြီတမီအဲ့4လုံးကဘာတွေလဲ it he she the boy or the girl ဟုတ်ပဲနော်တမီတို့ကြိုက်တာသုံးလို့ရတယ် the boy the girl noun ရောnoun ဆိုတမီတို့ကဒီလိုလေးမှတ်လိုက်ပါအောင် noun ဆိုတာဘာလဲလို့မေး noun is a name ဒါပဲနာမည်ပေးလို့ရတဲ့အရာမှန်သမျှဒီ noun ပဲအဲ့လိုမှတ်ကြမယ်နော်ဥပမာ computer နာမည်ရှိတယ်နာမည်ရှိတဲ့အရာမှန်သမျှဒီ noun နော်ဒီနေရာမှာ the boy နေရာမှာဘာတွေအစားထိုးလို့ရလဲအကုန်ထည့်လို့ရတယ်နော်ဒါလေးမှတ်ထားရမယ် the boy နော် boy နေရာမှာ noun is a name နာမည်ပေးကြည့်နာမည်ပေးလို့ရတဲ့ဟာနာမည်ရှိတဲ့ဟာဥပမာအခုတမီအေးတန်းဆိုလို့ရှိရင်ဒါ noun ပဲနော်အေးတန်းဆိုနာမည်အဲ့နာမည်က noun ဆိုတော့ noun is a name နာမည်ပေးလို့ရတဲ့အရာမှန်သမျှဒီ noun ပဲဆိုတော့အဲ့လိုပုံသေးမှတ်မယ်နော်
နောက်တစ်ခုကချစ်စုဝေရလားသမီးမိုင်လေးဖွင့်ပြီးပြော ဟုတ်ဆရာ ချစ်စုဝေ ဟုတ်ဆရာကြားပါတယ် တဲ့သမီးတန်တိုးနေနည်းနည်းလေးဟိုဖြစ်ပြော ဟမ် သမီးဆ ကြား ရာတို့ ပါ အခု ရဲ့ သင် ဆရာ တဲ့ထဲမှာပါစင်ဘယ်နှမျိုးရှိလဲ 3 မျိုး ပါစင်ဘယ်နှမျိုးလဲ 3 မျိုး 3 မျိုးရှိတယ်အဲ့ 3 မျိုးကဘာတွေလဲသမီး first person second person third person ဟုတ်ပြီပါစင်တစ်ခုတိုင်းမှာဆရာတို့ကဘယ်နှမျိုးရှိသလဲ 2 မျိုးအနည်းနဲ့အများ2 ဟုတ် မျိုး ပြီ ရှိပါ တ တယ် မီးအားဆိုကျေးဇူးအများကြီးတင်ပါတယ် ဟုတ် ဟုတ်တယ်နော်2 မျိုးရှိရဲ့နောက်ဟိုမိုးစန္ဒာအောင်ပါစင်ဘယ်နှမျိုးတင်ပြီးပြီလဲပါစင်ဘယ်နှမျိုးရှိလဲ subject 10လုံးမှာ 3 မျိုးပါ ဟုတ်ပြီတမီးဘာတွေလဲ person 1 person 2 and person 3တမီးဘလို့တမီး ကျန်မေးခွန်းလေးပြန်မေးပါလား person 3 မျိုးမေးရ subject 10လုံးမှာပါစင်ဘယ်နှမျိုးရှိလဲတမီး 3 လုံးရှိတယ် ဆက်လက် subject ပဲကြည့် 10 လိုက် မျိုး 3 မျိုးရှိရဲ့နော် 1 ရယ် subject 10လုံးမှာပါစင်3မျိုးရှိရဲ့first person လို့ပြောရမှာတမီး first person second person third person 3မျိုးရှိရဲ့နော်ကျန်တဲ့ကျောင်းသားတွေလည်းအကုန်လုံးမှတ်ထားလိုက်subject 10လုံးမှာပါစင်3မျိုးရှိရဲ့ first person second person third person နော်ပါစင်ဘယ်နှမျိုးလဲတမီးမိုးစန္ဒာအောင် 3 မျိုးပါ 3 မျိုးရပြီတမီးအားကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ပြီအဲ့ဒီတပ်ပါစင်မှာဆရာတို့က singular 4 လုံးရှိမယ်အနည်းကိန်း4 လုံးရှိမယ်ဘာကြီးလဲ it he she the boy နေရာမှာကြိုက်တဲ့ noun မှန်သမျှဆရာတို့အစားထိုးလို့ရတယ်ဆိုတော့နော်ဆိုတော့တပ်ပါစင်မှာအနည်းကိန်း4 လုံးရှိတယ်ဟုတ်ပြီအများကိန်းလာအောင်မယ်အများကိန်းကတော့2 လုံးပဲကျန်တယ်နော်အနည်းကိန်းက2 လုံးပဲကျန်မယ်ဘာတွေလဲ they နော်သူတို့ဒီ subject ဆိုတီနဲ့ဆုံးမှာပေါ့နော်တီပေါ့သူတို့ဒီသူတို့ကနော်အကုန်ရတယ်ပြီးရင်ဒီမှာလာအောင်မယ်boy as boys နောက်မှာလည်းတမီးအဲ့လိုလေးနောင်လေးထည့်ပြီးလိုက်နောင်နေရာမှာဆရာတို့ကြိုက်တဲ့ဟာအများကြီးထည့်လို့ရတယ်ထူးခြားချက်ကနောင်မှာ as ပိုင်းအများဖြစ်တယ်နော် buff မှာ as ပိုင်းအနည်းဖြစ်တယ်အဲ့ဒါလေးဆရာတို့သိရမယ်နော်ဆိုတော့ပါစင်အနေနဲ့3မျိုးရှိရယ် first person second person third person 3မျိုးရှိရယ် third person မှာဆရာတို့ကအနည်းကိန်း4 လုံးရှိမယ်အများကိန်း2 လုံးရှိမယ်ဆိုတော့အနည်းကိန်း4 လုံးကဘာကြီးလဲဆိုရင် it she he she the boy အများကိန်းက2 လုံးရှိရယ်ဘာကြီးလဲဆိုရင် they the boys နေရာမှာကြိုက်တာအကုန်နောင်မှန်တယ်များအကုန်ထည့်လို့ရတယ်ဆိုတော့ဆရာတို့ကဒီ10 လုံးကိုသိထားပြီဆိုလို့ရှိရင်ဆရာတို့က subject ညမှာဘာသုံးလဲဆိုတန်းပေါ်ပြီအကုန်သုံးလို့ရပြီဒါကိုပုံသေးမှတ်ထားလိုက်မယ်နော်ဒါကိုပုံသေးမှတ်မယ် subject 10 လုံးရှိတယ်နော်ဆိုတော့ဆရာတစ်ခေါက်ပြန်ရှင်းပြမယ် subject 10 လုံးကိုပြီးရင်အတူတူပြန်ပြီးမှ sharing လုပ်မယ်ပေါ့နော်ဆိုတော့ပထမဆုံး subject 10 လုံးရှိတယ်အင်္ဂလိပ်စာတစ်ခုကိုပြောတော့မယ်ရေးတော့မယ်နော်ဖတ်တော့မယ်ဆိုလို့ရှိရင်ဆရာတို့ကအရင်ဆုံးပြုလုပ်တဲ့သူ subject ကိုအရင်ရှာရတယ်အဲ့ဒီ subject ကဆရာတို့ပုံသေးအားဖြင့်ဆိုရင်10 လုံးရှိတယ် subject 10 လုံးကိုပုဂ္ဂိုလ်3 မျိုးဒါမှမဟုတ် person လို့ခေါ်တယ် person 3 မျိုးနဲ့ဆရာတို့ကခွဲခြားထားတယ်အဲ့ဒီ person 3 မျိုးကဘာကြီးလဲဆိုရင် first person second person third person 3 မျိုးရှိမယ်အကုန်နားထောင်ထားနော်ကိုပြင်ရေးပြီးတော့မှဒါနားထောင်တာနဲ့ရေးတာနဲ့ပြန်ဖတ်တာနဲ့ဆိုရင်စွဲသွားအောင်နော်ဒီကအဲ့စွဲသွားဖို့လိုတယ်ဆိုတော့ first person second person third person okay ဟုတ်ပြီ person တိုင်းမှာတဲ့ဆရာတို့ကအနည်းကိန်းအများကိန်း2 မျိုးရှိတယ်နော် singular နဲ့ plural 2 မျိုးစီရှိတယ် okay ဟုတ်ပြီ first person singular ဆရာတို့အနည်းကိန်းကဘာဖြစ်မလဲ first person ဆို I first person plural အများကိန်းဆိုဘာဖြစ်မလဲ we ဆိုတော့ကိုယ်စိတ်ထဲကဘယ်လိုမှတ်မလဲfirst person ဆိုရင် I နဲ့ we နဲ့တတ်မှတ်ရပြီ second person လည်းပဲအဲ့လိုပဲအနည်းကိန်းနဲ့အများကိန်း2 မျိုးရှိတယ်
အနေကိန်းက you အများကိန်းကလည်းပဲ you เนาะမင်းတို့ဒီเนาะမင်းသင်ခမရပေါ့သဘောအဲ့လိုမျိုးအများကိန်းဆိုရင်တော့မင်းတို့သင်တို့เนาะခမရတို့သဘောအဲ့လိုမျိုးဒီစက္ကန့်ပါစင်ကကြတော့အနေကိန်းရောအများကိန်းရောက you တစ်လုံးနဲ့သုံးရင် okay တယ်เนาะမှန်တယ် okay ဟုတ်ပြီဒါဆိုရင်ဆရာတို့ကနောက်ဆုံးကြံတဲ့တပ်ပါစင်ကိုတွားမယ်တပ်ပါစင်ကတဲ့စုစုပေါင်း6လုံးရှိတယ်ဆရာတို့เนาะတပ်ပါစင်6လုံးရှိတယ်အဲ့ဒီတပ်ပါစင်6လုံးမှာအနည်းကိန်းက4လုံးရှိတယ်အများကိန်းက2လုံးရှိတယ်ဆိုတော့အနည်းကိန်း2လုံးကအနည်းကိန်း4လုံးကဘာလဲဆိုတော့ it ၎င်းအရာထိုအရာเนาะအဲ့ဒီအရာเนาะhe ဒါယောက်ျားလေးကိုသုံးမယ် she မိန်းကလေးကိုသုံးမယ် the boy ယောက်ျားလေးပဲ the girl မ s မပါဘူးသူကတော့เนาะ the girl အနေကိန်းကြိုက်တာအကုန်ထည့်လို့ရတယ် noun မှန်တယ်များအကုန်ထည့်လို့ရတယ်ဒါအနေကိန်းမှာ okay ဟုတ်ပြီအများကိန်းကကြတော့နှလုံးပဲရှိတယ် plural အများကိန်းကဘာလဲဆိုရင် they t h e y they သူတို့ဒီ၎င်းတို့ဒီသူတို့ဒီသင်တို့ဒီမင်းတို့ဒီအများကိန်းအဲ့လိုသုံးပါဥပမာသမီးတို့ကအခုဆိုရင်အယောက်30ကျော်ဆိုတော့ဒါចောင်းသားတွေဆိုတော့သူတို့တွေကចောင်းသားတွေပါဆိုရင် they နဲ့သုံးရမှာပေါ့အများကိန်း they ဖြစ်တဲ့အတွက်နောက်ကဆရာတို့က verb to be ပါလိုက်မယ် are လိုက်မယ် they are students ဒါအများကိန်းကိုသုံးရင်ပေါ့နော်ဥပမာဆရာတယောက်တည်းသုံးမယ်ဆိုလို့ရှိရင် I တရားယောက်ကဆရာကိုနန်းစားနဲ့လှမ်းပြောမယ်သူကဆရာပဲဆိုရင်ယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့် he is a teacher เนาะသဘောအဲ့လိုမျိုးသုံးတာဟုတ်ပြီအများကိန်းမှာနောက်တစ်လုံးကျန်တာကဘာလဲဆိုတော့ the boys s ထည့်ပေးရတယ် the girls s ထည့်ပေးရတယ်အဲ့ဒီ noun မှာ s ထည့်ပေးရင်အများကိန်းဖြစ်တယ်ဆိုတော့တပ်ပါစင်မှာအများကိန်းနှလုံးက they နဲ့ the boys ဒါမှမဟုတ် the girls any nouns เนาะသုံးလို့ရတယ်ဆိုတော့ဆရာတို့ကဒီနေ့ subject 10လုံးကိုသမီးတို့နဲ့ဆွေးနွေးပြီးပြီဆိုတော့သမီးတို့ဘက်ကတယောက်ချင်းမေးစာရှင်ဆရာကိုမေးလို့ရတယ်ကဲဘယ်သူစမေးမလဲမေးပါဘယ်သူစမေးမလဲစမမေးဘူးဆိုဆရာဟိုကခေါ်လိုက်မယ်နော်နာမည်ပဲခေါ်မယ်စမေးရင်တော့နာမည်မခေါ်ဘူးလောက်ကြတဲ့သူမေးပါမေးမလဲဒီနေ့အခုဆွေးနွေးပြီးတဲ့ဟာလေးကိုyou need to break your shutတဲ့အကြောဆရာတို့ဖြတ်စကားများများပြောဖို့လိုတယ်နော်ကဲရွံ့စမေးဆရာတွေ့ရလို့ရင်မေးမယ်ရွံ့စမေးရွံ့ ဆရာမေးပြတော့မရှိဘူးဆရာမေးစရာမရှိဘူးလို့ဆရာတင်တဲ့တည်းပြောဆရာတင်တာတမီးမှတ်မိတယ်လို့ပြောဘာတွေမှတ်မိလဲ subject က10မျိုးရှိရစိတ်လို့ရsubject က10လုံးရှိရအောင်မှာ3မျိုးခွဲထားတယ် first person second person နဲ့ third person first person မှာဆိုလို့ရှိရင် singular နဲ့ plural အဲ့ဒါတွေက I နဲ့ we နဲ့ second person မှာဆိုလို့ရှိရင် singular နဲ့ plural ဆိုနေမျိုးရှိရအဲ့ဒါက2ခုလုံးလိုက်ရှိ third person မှာဆိုလို့ရှိရင် singular က4ခုရှိပြီးတော့ plural က2ခုရှိတယ် third person singular ဘာလဲဆိုလို့ရှိရင် it he the point the case the noun တွေပေါ့နော် plural မှာဆိုလို့ရှိရင် they the points အများကြီးနေ ဟုတ်ပြီသမီးအားလုံးသမီးတော်တယ်သမီးကျေးဇူးအများကြီးတင်ပါတယ်ဝါဝဆရာမေးစရာမရှိဘူးဆရာ ကဲမေးစရာမေးဆရာမေးမယ်တပ်ပါစင်ကစုစုပေါင်းဘယ်နှလုံးရှိလဲဆက်ချက်မှာ10လုံးရှိတယ်10လုံးမှာဟိုပါစင်တစ်ခုခွဲထားတယ်ဖတ်ပါစင်တပ်ပါစင်သမီးတပ်ပါစင် ဟုတ်ဖတ်ပါစင် second ဘယ် person နှလုံးရှိလဲ ဖတ်ပါစင်စုစုပေါင်းက မဟုတ်လေတပ်ပါစင်စုစုပေါင်းဘယ်နှလုံးလဲ 6လုံးဆရာ 6လုံးဟုတ်ပြီအနေကိန်းကဘယ်နှလုံးရှိလဲ အနေကိန်းက4လုံးအများplural က2လုံးရှိတယ်ဆရာအနေကိန်းမှာက it he she the boy noun အများကိန်းမှာက they the boy noun
why တပွားအများကိန်းတပွားမှာဗာထည့်ရမလဲနောင်မှာ S ထည့်ရတယ်ဆရာ S ထည့်ပေးနော် the blinds နော်အဲ့လိုထည့်ပေးရမယ်ဟုတ်ပြီအဲ့လားဆိုရင်ကျန်တဲ့ကလေးတွေခဏလေးဟိုမိုက်လေးတွေဖွင့်လိုက်ခဏဆရာတခုပြောပြမယ်ဆရာတို့ရဲ့learning system ပေါ့ learning system ကဆရာဗဟိုပြုတဲ့ပုံစံနဲ့သင်ကြားလာတာကအကြာကြီးပဲသင်ခဲ့တာဆရာကဒါဆိုရင်အကုန်လုံးအဲ့ရပဲ live မှတ်ကြတာအခုဒီဘက်ခေတ်မှာကျတော့ဘာပြောင်းသွားလဲဆိုတော့ student center ကျောင်းသားကအဓိကကျောင်းသားကိုအဓိကထားပြီးတော့သင်ရတာကျောင်းသားရဲ့ needs and wants သူတို့ရဲ့လိုအပ်ချက်တွေနော်လိုအပ်ချက်တွေကိုကြည့်ပြီးတော့ဖြည့်ဆည်းပေးရတာဆိုတော့ဆရာတို့ကအင်္ဂလိပ်စာသင်တော့အတန်ကြီးကဘာမှမပြောဘဲနေမတက်တော့ပို့ဆိုတာ online ဆိုတော့ဆရာတို့များပြောဖို့လိုတယ်ဆိုတော့မြန်မာမှာတမီးတို့ကင်မရာလေးဖွင့်လို့ရအောင်ဖွင့်နှမဆိုဆရာကိုကွန်ပျူတာကြီးကိုကြည့်ပြီးတော့ပြောနေလို့အခုဒီအခိုက်အတန့်လေးခဏကင်မရာလေးတွေဖွင့်ပေးဆရာပြမယ်ဆရာတို့မြန်မာနိုင်ငံမှာပုံသေးအလွတ်ကျက်လာတဲ့ဘိုင်ဟတ်လို့ခေါ်တာပေါ့နော်ဘိုင်ဟတ်ကျက်လာတဲ့စနစ်ကများလာတကယ်တော့တီထွင်ခဲ့တဲ့ဆရာတွေကဘိုင်ဟတ်မှလမ်းမစုံဘိုင်ဟတ်ပြီးရင်ဘိုင် thinking ဘိုင်ဟတ်အလွတ်ကျက်တယ်ပြီးရင် thinking သွားတယ်ဆရာတို့ကစကားပြောတဲ့အခါမှာလည်းပဲဘိုင်ဟတ်ပြီးရင် thinking ဒီလိုသွားမှာဒါပေမဲ့ဆရာတို့နိုင်ငံကတဝက်တစ်ပြည့်ဖြစ်တယ် by heart နဲ့ပဲပြီးသွားတယ်အလွတ်ကျတဲ့စနစ်နဲ့ပဲပြီးသွားတယ်ဆိုတော့တခါကလူတယောက်ရှိတယ်သူကမလေးရှားနိုင်ငံကိုသွားမှာဆိုဆရာတို့ကထုံးစံအတိုင်းဗီဇာဝင်ရတယ်ကောင်ဆလာဒီကောင်စစ်ဝင်ရုံးကလူကြီးပေါ့လူကြီးကသူ့ဗီဇာကိုမေးတယ်မင်းအင်္ဂလိပ်စကားတက်လားတက်တယ်ဟုတ်ပြီသူကရှေ့ရလူတွေမှာမေးသွားတာ how old are you မင်းတက်ဘယ်လောက်ရှိပြီလဲ27 23 25 something like that သူတို့တောင်းဖို့ဖြစ်ပြီးသွားတာဟုတ်ပြီပြီးတော့မှ how is your work experience မင်းရဲ့လုပ်ငန်းအတွေ့အကြုံလုပ်တက်ကဘယ်လောက်ရှိလဲ3 year 4 year เนาะတောင်းဖို့ဖြစ်တယ်ပြီးရင်do you love your country or my country မင်းနိုင်ငံကိုချစ်လားဒါမှမဟုတ်ငါနိုင်ငံကိုချစ်လားရှေ့ရလူတက်ဖြေသွား both I love two country ပေါ့เนาะI love your country I love my country ဒါမျိုးဆိုရင် both လို့ပြောတာရှေ့က50ရောက်ကသူအဲ့လိုမျိုးပြောသွားတာနောက်ကိုရီးယားရွှေမြန်မာလည်းရောက်လာရောက်လာတော့သူ့ကောင်စစ်ဝင်ရုံကလူကြီးကမေးတယ်ရှေ့ကလူတွေမှာမေးသွားတာ how old are you how is your experience do you love your country or my country သူဒီလိုမေးရဒါပေမဲ့သူ့လက်ကြတော့အစင်လေးကကြော်သွားတယ်ဘယ်လိုမေးလိုက်လဲဆိုတော့ how is your experience work experience မင်းရဲ့လုပ်ငန်းအတွေ့အကြုံဘယ်လောက်လဲဆိုအရင်မေးလိုက်ဆိုတော့ဆရာတို့နိုင်ငံကဘိုင်ဟတ်ကြက်ထားတာသူကလည်းဘိုင်ဟတ်ကြက်ထားတာရှေ့ရလူတွေမေးတဲ့အတိုင်းပဲသူဖြေလိုက်တယ် how is your work experience 30 years ဆိုသူဖြေတယ်နှစ်30ပေါ့ဆိုတော့ကောင်စစ်ဝေရုံကလူကြီးကအရန်အားတင်တော့ oh my god good ပေါ့နော်သူဟလာမှတ်ချက်ပေးတယ်ဟုတ်ပြီ how old are you လို့မေးတယ်3 years သူကရှေ့ရလူတွေအတိုင်းပဲအလွတ်ကျက်သွားတာပထမဆုံးကပါလဲမင်းရဲ့လုပ်သက်ဘယ်လောက်ရှိပြီလဲလို့မေးတာနှစ်30သူ့စိတ်ထဲမှာထင်တာ how old are you ငါအဲ့လိုမေးတယ်ပေါ့နှစ်30ရှိပြီသူကနော် how is your work experience မင်းရဲ့လုပ်သက်ကဘယ်လောက်ရှိပြီလဲဆိုတော့လုပ်သက်မှာနှစ်30 how old are you လို့မေးတော့3 year တော့ကောင်စစ်ဝင်ရုံးကလူကြီးကစဉ်းစားသွားတယ်လုပ်သက်ကကြတော့30သူဘိုင်ဟတ်အတိုင်းသွားပြောတာကို30သူ့အသက်ကကြတော့3နှစ်ဆိုကောင်စစ်ဝေရုံးကလူကြီးကမေးတယ် are you crazy မင်းယူနေတာလားဆို both မယောငါဟော both ပြန်ကြည့်တယ်ဆိုတော့ဒီဟာတာလေးမှာဆိုတော့ဘာပညာရလဲဆိုတော့ဘိုင်ဟတ်ချက်ခဲ့တာရှေ့ရလူတွေအစဉ်တိုင်းမှာအကုန်လုံးမေးသွားတာ how old are you how is your experience do you love your country or my country ဒါရှေ့ရလူတွေကိုဒီသုံးမျိုးပဲမေးသွားတာသူ့လည်းကြတော့မှဖောက်ပြီးတော့မေးသွားတော့သူကလည်းသူကြက်ထားတဲ့အတိုင်းပဲပြောချတာနော်ဆိုတော့ဆရာတို့ကဒီနေရာမှာဘာလို့လဲ by heart ပြီးရင် by thinking by heart ပြီးရင် by thinking သွားမှာဆရာတို့ကနော်အခုဆရာတို့က by heart မှာပဲလမ်းဆုံးနေတယ်ဆိုတော့ by heart မှာပဲဆရာတို့လမ်းမဆုံးနဲ့နော် by thinking မှာသွားမယ်ဆရာတို့ဒါတော့ဒီလို by thinking မှာသွားလို့ရှိရင်ခုနကကောင်စစ်ဝင်ရုံကဘယ်လိုပဲလှည့်မေးhow is your experience လို့မေးရင်ကိုကနားလဲပြီးသဘောပေါက်ပြီလေ by thinking ရှိရတဲ့အတွက်ကြောင့်3 years
how old are you ဆိုတော့မှာ30 27 something like that ဖြစ်မယ်ပြီးတော့မှမင်းနိုင်ငံအောင်ချစ်လားငါနိုင်ငံအောင်ချစ်လားဆိုရင် both ပေါ့ဘိုင်တင်ငယ်ရှိတဲ့လူကြတော့ရတယ်အများစုကဆိုတော့ by heart ချက်ခဲ့တာเนาะ by heart ပြီးရင်ဆိုတော့ by thinking မှာသွားကြပါလို့ဆရာပြောခြင်းတယ်ဆိုတော့ဒီနေ့ဆရာတို့ကင်မရာလေး line မကောင်းရင်ပိတ်လို့ရတယ်ဆိုတော့ဒီနေ့ဆရာတို့လေ့လာတဲ့အထဲမှာပထမဆုံးစကားပြောတဲ့အခါပဲဖြစ်ဖြစ်စာရေးတဲ့အခါပဲဖြစ်ဖြစ်စာဖတ်တဲ့အခါပဲဖြစ်ဖြစ် subject 10လုံးမှာဆရာတို့ပါစင်3မျိုးနဲ့ခွဲတယ်ဖတ်ပါစင်ရဲ့စကန်ပါစင်ရဲ့တပ်ပါစင်ရဲ့เนาะအဲ့ဒီပါစင်3မျိုးနဲ့ခွဲတာဟာကိုအားလုံးမှတ်ကြမယ်ဆိုတော့ကိစာသင်တာဆရာဘယ်နှစ်မိနစ်ရှိသွားပြီလဲဘယ်နာရီဆိုပြီးမှလဲနည်းနည်းသွားလို့ရသေးလားအော်ညီရှိလားညီကျောင်းဘက်ကညီရှိလားကျောင်းဘက်ကသမီးကမြန်မာဘက်ကနာရီဘယ်နာရီထိုးပြီလဲ 9:58ပါဆရာ ဆရာက9ခွဲဆိုဆရာက10ခွဲရရင်9ခွဲဆိုတနာရီသူက2နာရီသင်ရတာလားမသိဘူးเนาะဟုတ်တယ်အဲ့လားဆိုရင်သမီးတို့နည်းနည်းဗာမေးစရာရှိသေးတယ်မရှိရင်ဆရာနောက်တစ်ဆင့်နည်းနည်းလေးသွားလိုက်မယ်ဘာရှိသေးလဲ ရှိပါဆရာ เนาะမရှိတော့ဘူးเนาะအဲ့လားဆိုရင်ဆရာရှေ့ကိုနည်းနည်းလေးဆက်သွားမယ်ဆရာ share ထားတဲ့ဟာလေးမြင်ရသေးလား ဟုတ်မြင်ရပါဘူး သမီးတို့မြင်ရတာဆရာမမြင်ရဘူး မြင်ရတယ်ဆရာဟို ခဏလေး ဆရာ တော့ဆရာ ဇုံး ပြန်ပြီးတော့ပါအေးပြီးတော့ပြန်လုံးမယ်ဇွန်ပါပြလဲသမီးပြော မဟုတ်ဆရာရဟိုစိုက်ကြီးနေတော့လေပြည့်ပြည့်တသားတော့မမြင်ရဘူးဆရာချဲ့ထားတော့လေဇုံးစိုက်ကြီးနေလို့ခု အော်အေးဟုတ်ပြီအဲ့ဒါဆိုဆရာနည်းနည်းလေးပြန်ပြီးချုံလိုက်ပြီရောဒါဆိုမြင်ရလားသမီးတို့ နားလေးနော်ဆရာလိုင်းရမကောင်းလို့ပေါ့လေဟုတ်ရပြီဆရာ မြင်ရလား ဟုတ်မြင်ရပါဘူး ရပြီနော်ဟုတ်ပြီအဲ့ဒါဆိုဒါကိုအခုဆရာဖြတ်လို့ရလားဒီ subject ရ ဆ ပါ ရာ တယ် ရောဟုတ်ပြီရပြီဆိုဆရာဒါလေးကိုဖြတ်မယ်ဖြတ်ပြီးတော့သမီးတို့အလုပ်ပေးတရားနာခိုင်းမယ်အလုပ်ပေးတရားနော်အလုပ်ပေးတရားနာခိုင်းမယ်ဒီလိုလေးမှတ်မယ်3မျိုးမှတ်မယ်နည်းနည်းဆက်သွားမယ်ဆရာဟိုကလေသမီးတို့တင်ရမယ့်အချိန်လေးနည်းနည်းနီးဟိုပြီးကန်လေးနည်းနည်းနီးပါသတိပေးပါအောင်တရားရောက်ကလှမ်းပြီနော်ဆိုတော့ဆရာတို့ကခုန subject 10လုံးပြီးသွားပြီ okay ဟုတ်ပြီ subject 10လုံးပြီးရဲ့နောက်မှာဘာလာမလဲဆိုရင်ဆရာတို့မြန်မာလိုအရင်နားလဲအောင်မှတ်မယ်လူဘွားမှာဆိုလို့ရှိရင်ဆရာတို့ကအချိန်တွေက24နာရီရှိတယ်အဲ့24နာရီမှာဆရာတို့ကပြစ္ဆုတ်ပံအခုလက်ရှိဖြစ်နေတဲ့ပြစ္ဆုတ်ပံပြီးရင်ပြီးခဲ့တဲ့အတိတ်ပြီးရင်အနာဂတ်ဒီလို3မျိုးခွဲတယ်နော်အဲ့မှာဆရာတို့ကဆရာရဲ့ဒီမတ်တပ်မှာကျတော့ဒီအလယ်မှာလာမှတ်လိုက်မယ် present နော် present ဒီမှာ present ကိုဆရာတို့ P လို့မှတ်မယ် PR ပေါ့ PR နော်ဒါကိုဒီမှာတကယ်လို့မဖြစ်ဘူးဆိုရင်ဗမာလိုဒီလိုမှတ်အပေါ်ဝိုင်းနည်းနည်းလေးပေါ့ကိုတင်ကြီးတာနဲ့ကိုမှတ်နော်ဒီလိုပန်လို့မှတ်ဒါဆိုပြစ္ဆုတ်ပန်ဆရာဦးရေးထားတာမြင်ရလားအကုန်လုံး မြင်ရပါတယ်ဆရာ မြင်ရပါတယ် သမီးအေးတန်အခုဆရာရေးထားတာဘာလဲဘာရေးထားတာလဲစလုံးတစ်လုံးမှရေးထားတယ်ဘာကြီးလဲ PR present PR IPR က present နော် present ပြစ္ဆုတ်ပန်ကာလဟုတ်ပြီပြစ္ဆုတ်ပန်ကာလပြီးရင်ဆရာတို့ကဘာလာမလဲအတိတ်လာမယ်အတိတ်ကိုကျတော့ဆိုတော့ PR P လို့မှတ်မယ်သမီးတို့ PST past နော်ကိုကတကယ်လို့အင်္ဂလိပ်စာနည်းနည်းအားနေသေးတယ်အချိန်မရသေးဘူးဆိုရင်သူ့ရဲ့အပေါ်ဝိုင်းဆရာတို့ကခုနကဆရာမြန်မာလိုမှတ်လို့ပဲတိတ်ပေါ့နော်အတိတ်နော်အဲ့လိုလေးမှတ်တိတ်ပန်ဟုတ်ပြီနောက်တစ်ခုကကျတော့ဆရာတို့ဘာလာမလဲ future အနာဂတ်ကာလ F ဒီလိုမှတ်နော်ပြစ္ဆုတ်ပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့ပြစ္ဆုတ်ပန်ကဆရာတို့အလယ်မှာနေမယ်ပြစ္ဆုတ်ပန်ဟုတ်ပြီပြီးရင်အတိတ်လာမယ်ရောအတိတ်ကိုဒီရောင်လေးနဲ့သွားလိုက်
အတိတ်ကိုစိမ့်နေမှာကောင်းနော်ဟုတ်ပြီအနာဂတ်ဆရာတို့အနာဂတ်မှာတောက်ပနေမယ်ရော့တောက်ပတာဘာရောင်လာမလဲရော့ဆရာကြိုက်တဲ့အရောင်အော်ဒါနဲ့အရောင်တိတ်မကောင်းနော်ရွှေရောင်ဝါဒီလိုသူမြင်ရလားတမီးတို့မြင်ရလားပစ္စုပန်အတိတ်ပစ္စုပန်အနာဂတ်ဒီမှာဆရာပစ္စုပန်ကိုအလယ်မှာထားတယ်ပစ္စုပန်အတိတ်အနာဂတ်ရလားအကုန်လုံးမြင်ရလားတမီးတို့အလားလေး ဟုတ်ရပါတယ် မြင်ရပါတယ် ဟုတ်ပြီဆရာအခုသင်တဲ့ထဲမှာဆိုရင်သမီးတို့မြင်ရလားအားလုံးပစ္စုပန်ရဲ့အတိတ်ရဲ့အနာဂတ်ရဲ့အခုကကာလာအကြောင်းတွေဆရာတို့သင်ပြီနော်ကာလာအကြောင်းတွေဟုတ်ပြီအဲ့မှာဆိုရင်ဆရာတို့ကဘာထပ်မှတ်အောင်မလဲဒီလိုလေးထပ်မှတ်အောင်ဒီလိုလေးဆိုသူနည်းနည်းကျယ်မှရမှာနော်ဆရာဟိုဟာနဲ့ဆိုပိုကောင်းတယ်ဒီလို line ဆွဲတဲ့ဟာနဲ့လိုင်းဆွဲတာနဲ့ဆိုရင်ပိုကောင်းတယ်ခဏစောင့်ပါဆရာခဏသမီးတို့အားလုံးစင်ပြအောင်ဆရာမပစ္စုပန်အတိတ်နာကဆိုတော့ပစ္စုပန်ရှိမယ်အတိတ်ရှိမယ်အနာဂတ်ရှိမယ်ကာလ၃မျိုးကာလ၃မျိုးရှိမယ်ဒီမှာရှိတာဆက်ကြည့်လိုက်မယ်တွေ့ပြီရှိရရောက်ဆရာဦး share တဲ့ဟာလေးပြန်လုပ်ပေးမယ်နော်ဆရာသမီးတို့ပဲရေးထားတာရှိပါတယ်ရောက်အခုဆရာ share ထားတဲ့ဟာလေးမြင်ရလားအကုန်လုံးမြင်ရလားသမီးတို့တစ်လုံးရောကြည့်လားရှင်းလင်းလင်းမြင်ရလားမြင်ရပါတယ် မိုးစံတာအောင်သမီးမြင်ရလားဒီချာဟုတ်မြင်ရတယ်မြင်ရတယ်နော်ဟုတ်ပြီသမီးအဲ့မှာဆရာတို့ကအခုဘာသင်မလဲဆိုတော့ဒီမှာဒါလေးကိုကိုယ့်ဘာ screenshot ယူရင်ယူမယူရင်လိုက်ရေးထားလိုက်ရတယ် but to be ကိုဥပမာဝါကျဖြင့်လေ့လာခြင်းဆိုတော့ဆရာတို့ but to be ဆိုတာဘာလဲတခုပဲမှတ်ကမှာရှိတဲ့အရာဖြစ်တဲ့အရာရှိရာနဲ့ဖြစ်တာနဲ့ကိုသုံးခြင်းရင်ဒီမှာဖြစ်သည်ဒါမှမဟုတ်ရင်ရှိသည်ရှိတဲ့အရာတွေဖြစ်တဲ့အရာတွေကိုဖော်ပြခြင်းနဲ့ဆိုရင်ဆရာတို့က but to be နဲ့သုံးတယ်တဲ့နော်အဲ့ဒီ but to be မှာဆရာတို့ကဘာရှိမလဲ am ငယ်ငယ်ကသင်ခဲ့တဲ့အတိုင်းပဲ am is are was were be been ဒါလေးပဲရှိရနော် am is are was were be been ဒါပဲရှိမယ်အဲ့လားလေးဆရာတို့ကမှတ်မယ်အဲ့ဒီကိုရလားသမီးတို့တို့ဒီတိုင်းဆိုအိမ်မှာငါမေးမှရမယ်ချစ်စုဝေ ဟုတ်ဆရာ သမီးအခုဆရာသင်တာကဘယ်ရောက်သွားပြီလဲ but to be past ဒါပဲเนาะ present ဒီမှန်တယ်အဲ့ future တော့သမီးအိမ်မငိုက်ဘူးเนาะဟုတ်ပြီဆိုတော့ but to be ကဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်ဒီမှာဆရာ post လုပ်ပေးထားတယ်ဖြစ်တဲ့နေရာမှာဖြစ်တာတွေကိုဖော်ပြခြင်းတဲ့အခါမှာရှိတာတွေကိုဖော်ပြခြင်းတဲ့အခါမှာဆရာတို့က but to be ကိုသုံးမယ်เนาะကျန်တဲ့ကလေးတွေလည်းအိမ်မငိုက်နဲ့เนาะအဲ့လိုလေးသေချာလိုက်ပြီးနားတော့ငါတို့ရှိတဲ့အရာတွေဖြစ်တဲ့အရာတွေကိုဖော်ပြခြင်းဘာသုံးရမလဲ but to be ကိုသုံးမယ် but to be ကငငယ်ကချက်ခဲ့တဲ့အတိုင်းပဲ I miss a was where be been ဒါပဲเนาะအဲ့ဒါလေးဆရာတို့သိထားရင်ရပြီနောက်တစ်ယောက်မေးမယ်နောက်တစ်ယောက်ကကျောင်းသားအကုန်ပေါ်အောင်ဘယ်လိုလုပ်ကတွေ့ကလေးတွေရာစာလင်း
ကောင်းမြတ်ကျော်တာကြောပေးထားဆိုကြတဲ့တာရဲ့ profile ကြောပေးထားဆိုအိတ်နေပြီတင်တယ် ပြန်ဟုတ်โอเคကြားပါတယ်ခင်ဗျာဟုတ် hello ဟုတ် အေးနော်တာဟုတ်ဆရာတင်တဲ့ထဲကနောက်ဆုံးတင်လိုက်တာပါလဲတာ ဒီ Amisa ဘတ်တူပြီဗျ Amisa Westware ပြီး bin ပေါ့ ဟုတ်ပြီနော်အဲ့ဒီဘတ်တူဘီကဘယ်လိုနေရာတွေမှာသုံးတာလဲတာ ဟိုရှိတီဖြစ်တီဆိုတဲ့အဓိပ္ပာယ်မှာပေါ့ဥမာဖြစ်တီကျောင်းသားဖြစ်တီဆရာဖြစ် ဒါ တီ ပဲ အဲ့လိုမျိုး ရှိ ပေါ့ တဲ့အရာတွေကိုသုံးခြင်းနဲ့ရှိတဲ့အရာတွေကိုပေါ်ပြခြင်းတဲ့အခါမှာလည်းပဲဆရာတို့ကဘတ်တူဘီကိုသုံးမယ်ရှိတဲ့အရာဖြစ်တဲ့အရာတွေကိုပေါ်ပြခြင်းဘတ်တူဘီကိုသုံးမယ်ဟုတ်ပြီနော်တာကျေးဇူးတင်ပါတယ်တာလားဆိုရင်အော်ကျန်တဲ့ကလေးတွေငါဘယ်လိုရှာရမလဲအတွေ့ပြီးရပြီအဲ့ဒါဆိုဆရာတို့ကဘတ်တူဘီကိုနည်းနည်းလေးအကျယ်ချဲ့အောင်ဆရာတို့เนาะဒီလောက်ဆိုရင်ဆိုတော့ဆရာတို့ပထမဆုံးစပြီးတော့ရေးခဲ့တဲ့ဟာက PR ကဘာလဲ present tense ပြစ္ဆုတ်ပံကာလအဲ့ဒီပြစ္ဆုတ်ပံကာလမှာဒါတွေကတာတို့သင်ပြီးသားเนาะတမီးတို့ကိုသင်ပြီးသားချောစုဝေတမီး 1P ကဘာကြီးတော့ 1P ဆိုတာ first person ကို 1P ပြော က တာ ဘာ first ကြီးတော့ person first person hello စင် first person ဟု ကို တ် ပြော ပြီ တာ ဟု ဆ တ် ရာ เนาะဟုတ်တယ်เนาะတမီးအေး ဟုတ် ရတယ်တမီးကြားတယ်အဲ့မှာဆရာတို့က ဟုတ် singular ရှိမယ် plural ရှိ ဒီ တယ် မှာ plural ရှိမယ်ဆိုတော့ဆရာကထောက်လိုက်မယ်เนาะဆရာကထောက်လိုက်မယ်ဖတ်ပါစင်မှာဒါကဘာဖြစ်မယ်တမီး I နဲ့ we နဲ့ဘယ်ဟာဖြစ်မလဲ ဟို plural ဆိုရင်တော့ we ကိုသုံးမယ်ဆရာ ဖတ်ပါစင်မှာဒါ ဒီ ပဲတမီး အ မှတ် များ နော် ကိန်းဆိုရင် we ဆိုတော့ဆ ကို ရာတို့က သုံး ဒီ မယ် စရာကွက်လေးကိုမြင်လိုက်တာနဲ့ဟုတ်ပြီတမီးဒီစရာကွက်လေးကိုမြင်လိုက်တာနဲ့ဆရာတို့ကဖတ်ပါစင် second person third person okay ဟုတ်ပြီဖတ်ပါစင်မှာ s ဆိုရင်အနည်းကိန်း ps ဆိုအများကိန်းရပြီ ဟုတ် ခုနကဆရာတို့သင်ခဲ့တယ်ဖတ်ပါစင်ဆိုရင် I we နှစ်မျိုးရှိမယ်เนาะ channel ကလေးလည်းအကုန်လိုက်မှတမီးကျေးဇူးအများကြီးတင်ပါတယ်တမီးလားဆိုเนาะဟုတ်ပြီဆိုတော့ present tense မှာပြစ္ဆုတ်ပံကာလမှာဆရာတို့ကအာစင်နေနဲ့လိုက်ချိတ်မယ်ဖတ်ပါစင်ဆရာတို့ပြစ္ဆုတ်ပံကာလမှာဖတ်ပါစင်ဆိုလို့ရှိရင်ဘတ်တူဘီကဘာတွေတွဲမလဲဆိုတော့ဒီဖတ်ပါစင်မှာเนาะပထမဆုံး am နဲ့တွဲလို့ရတယ်အနည်းကိန်းမဲ့เนาะ is နဲ့တွဲလို့ရတယ်ဒါအနည်းကိန်းမဲ့เนาะဖတ်ပါစင်မှာတွဲလို့ရတာပြစ္ဆုတ်ပံမှာဆိုရင် am နဲ့ is နဲ့ရှိတယ်ဆိုတော့ဖတ်ပါစင်ဒီနေရာမှာ singular I နေရာမှာဆိုရင်ဆရာတို့ကအမြဲတမ်းတွဲသုံးရမှာက am နဲ့တွဲသုံးမယ်เนาะ am နဲ့တွဲသုံးမယ်ဒါရလားတမီးတို့ I am ဒါပဲเนาะ I am I နဲ့အမြဲတမ်းတွဲပြီးတော့မသုံးတာ is ပဲ I is လို့ဘယ်တော့မှမသုံးဘူး I is လို့သုံးရင်မှားတယ်เนาะပုံသေးသမီးတို့မှတ်ထားမယ် I နဲ့ am နဲ့ပဲတွဲမယ် I နဲ့ is ဘယ်တော့မှမသုံးဘူးပြစ္ဆုတ်ပံကာလမှာဆိုတော့ဒီမှာဆရာတို့ကတွဲမယ်ဖတ်ပါစင်ဆိုရင် I am we are I am we are ဒါကိုပါကို by hand ရအောင်လုပ်နေရမယ်နှုတ်ကတွက်နေအောင်လုပ်ရမယ် I am we are ပြစ္ဆုတ်ပံကာလမှာဖတ်ပါစင်ဆိုရင် I am we are ငါကဖြစ်တယ်ငါတို့ဖြစ်ကြတယ်เนาะဆိုတော့ဟုတ်ပြီဒီနေရာမှာဆရာလည်းမေးမယ်မျိုးတရဖီ ဟုတ်ဆရာ မျိုးတရဖီအေးသမီးအခုဆရာသင်လိုက်တဲ့ဘတ်တူဘီမှာပြစ္ဆုတ်ပံကာလမှာတွဲပြီးတော့သုံးလို့ရတဲ့အရာရှိရဲ့အခုဆရာနှလုံးသင်တာပေါ့နော်စုစုပေါင်း3လုံးအနည်းကိန်းမှာတွဲလို့ရတာနှလုံးရှိတယ် am နဲ့ is နဲ့ဆိုတော့ဖတ်ပါစင်ကိုသမီးအနည်းကိန်းကိုကြတော့ဘယ်လိုတွဲမလဲဖတ်ပါစင်ကဘာတွေလဲ first person I နဲ့ we နဲ့ am ဆရာ ဒါ အဲ့ ပဲ ဒါ I နဲ့ က am I နဲ့ က am နဲ့တွဲမှာဟုတ် ဟုတ်ပြီနော် I ဆိုလို့ရှိရင်ဖတ်ပါစင် I ဆိုလို့ရှိရင်တွဲသုံးရမှာကတစ်လုံးပဲရှိတယ် am I is လို့သုံးလို့ရတာသမီး မရဘူးဆရာ ငြိမ်နေရလားသမီးရလား I နဲ့ is နဲ့သုံးလို့ရလား မရဘူးဆရာ I နဲ့ is နဲ့သုံးလို့မရဘူးเนาะဟုတ်ပြီသမီး I am နဲ့သုံးမယ်ဆိုတော့ဟုတ်ပြီနောက်တစ်လုံးလေးနည်းနည်းမှတ်လိုက်ပါဦးပြစ္ဆုတ်ပံကာလမှာလဲသုံးလို့ရတယ်ပြစ္ဆုတ်ပံကာလမှာ
နော် R လည်းသုံးလို့ရတယ်အဲ့ဒီ R ကကြတော့အများကြီးဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဒီမှာလည်းဖတ်ပါစဉ်အများကြီးနဲ့တွဲမယ် we are နော် we are တမီးတို့ရကြလားဒီထီကိုဆရာတင်တာများနေလားရွံတမီးရလားရွံ ဟုတ်ရတယ်ဆရာ ရတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဆရာနည်းနည်းလေးဆိုပြမယ်တစ်ခေါက်ဖတ်ပါစဉ်ဆိုရင်ဆရာတို့က I am we are အမြဲတမ်းနှုတ်ကတွက်နေအောင်နော်အဲ့လိုကျင့်မယ်ဒီဇာတ်ဘက်ကိုကြည့်ပြီးတော့မှပြစ္ဆုတ်ပံအလယ်ကောင်က PR လေးကိုကြည့်ပြီးမှအဲ့ဆိုရင် I ဟုတ်ပြီဖတ်ပါစဉ်ဆိုရင်ဆရာကဥမာဘတ်တူပီကိုလေ့ကျင့်မယ်ဖတ်ပါစဉ်လို့ပြောလိုက်တာတမီးတို့က I am we are နော်အဲ့လိုကြက်မယ်နော်အဲ့လိုလေးလုပ်မယ်ကဲအဲ့လားဆိုရင်ဆရာတို့ကစကန်ပါစဉ်ကိုဆက်သွားမယ်စကန်ပါစဉ်ကိုသွားမယ်တမီးကျေးဇူးတင်ပါတယ်ခုနကဟုတ်ပြီစကန်ပါစဉ်မှာလည်းပဲဆရာတို့ကအနည်းကိန်းများကိန်းနှစ်မျိုးရှိရယ်ဟုတ်ပြီစကန်ပါစဉ်ကြတော့ဆရာတို့ကသုံးလို့ရတာနှလုံးပဲရှိရယ်တဲ့သူကဒီမှာဆရာဟိုစလုံးလေးစောင်းနေတယ်လိုက်မယ် was နဲ့ were နဲ့နှစ်မျိုးပဲသုံးလို့ရတယ် was နဲ့ were နဲ့ဟုတ်ပြီစကန်ပါစဉ်ကရာဇာလင်းတာဝစကန်ပါစဉ်ကဘာရလဲတာ was နဲ့ were နဲ့ was နဲ့ were နဲ့ hello was နဲ့ were နဲ့ မဟုတ်လေစကန်ပါစဉ်ကဘာရလဲတာ စကန်ပါစဉ်က you မဟုတ်လေဘတ်တူဘီမဟုတ်လေတာပါစဉ်ကိုပြောတာလေ subject က singular you နဲ့ you ဒါမှန်တယ်နော်ဒါကျေးဇူးတင်ပါတယ်လားဆိုဟုတ်ပြီဆရာတို့က was အတိတ်မှာဆရာတို့ကအနည်းကိန်းဆိုရင်ဒီမှာလည်းပဲ you was လို့သုံးမယ်လို့သုံးခြင်းဆရာတို့ကသုံးလို့ရတယ်လို့ထင်မယ်နော်နောက်တစ်ခုကအများကိန်းမှာလည်းပဲ you were ဒီမှာအတိတ်မှာသုံးလို့ရတဲ့စလုံးနှလုံးနဲ့ကဆရာတို့ကဒီတစ်လုံးပဲအမြဲသုံးမယ် you were နည်းများ you were ပဲသုံးမယ်လောလောဆယ်ဒီလိုမှတ်ထားမယ်နော်နောက်ကျန်တဲ့ဝါကြတွေမှာသင် was ကိုဘယ်လိုမျိုးသုံးလို့ရလဲဆိုတာဆရာပြန်ပြီးရှင်းပြမယ်အခုကပုံသေးမှတ်ကမှာကြတော့ you were နှစ်မျိုးလုံးဒီ were နဲ့ပဲသုံးမယ် WERE were ဒါပဲသုံးမယ်နော်ဆိုတော့ဒီနေရာမှာအခုဒီဝါကြနေရာမှာပေါ့နော် but to be ရဲ့ဒီ subject 10လုံးနဲ့တွဲတဲ့နေရာမှာဒါတော့က I နဲ့ is နဲ့တွဲပြီးတော့သုံးလို့မရတယ်လို့ you နဲ့ was နဲ့တွဲသုံးလို့မရဘူးလို့လောလောဆယ်ဒီလိုမှတ်မယ်เนาะဆိုတော့စကန်ပါစဉ်မှာဆိုရင် you were ဒီလိုပဲသုံးမယ်เนาะဆိုတော့ကောင်းမြတ်ကျော်အတန်တိုးလောက်တယ်အေးတင်ရှိလားအေးတင်ရှိလားအေးတင်အေးတင်ရှိလားအေးတင်တမီးအိပ်ပြီလား ရှိတယ်ဆရာ မသိပါဘူးတမီးအိပ်နေလားဟုတ်ပြီအခုဆရာတင်တာဘယ်ရောက်သွားပြီလဲpass ဆရာသိရနော် ဟုတ် ဆရာသိရနော်ကင်မရာကြီးတိတ်ပြီးအိပ်နေတဲ့သဘောကြီးစကန်ပါစဉ်ရောက်သွားပြီတမီးစကန်ပါစဉ်ပြစ္ဆုတ်ပံကာလနော် you was you were နော် was နဲ့တွဲပြီးမသုံးဘူးနော်တမီးလာလေးမှတ်မယ်ပြန်မှတ်ဆရာသိရငါ zoom နဲ့တင်ပြီးဆိုလုပ်အိပ်ပြီyou were နော်ဟလာအမြဲပုံတွေမှတ်မယ် you was တို့ဒီနေရာမှာမသုံးရဘူးလို့တမီးတို့မှတ်ထားနော်ဖတ်ပါစဉ်မှာဆိုရင် I နဲ့ is နဲ့မတွဲသလိုပဲเนาะဒီစကန်ပါစဉ်မှာပဲ you နဲ့ were နဲ့မသုံးyou နဲ့ was နဲ့မသုံး you were ပဲသုံးမယ်အဲ့ဒါလေးမှတ်မယ်မျိုးတရဖီ ဟုတ်ဆရာ တော်ရမယ်တမ်းဝင်တမီးဆရာဦးတင်တဲ့ထဲမှာဘယ်ရောက်သွားပြီလဲပါစဉ်ရောက်သွားပြီလေ second person ရောက်သွားပြီဆရာ စကန်ပါစဉ်အနေကဘာလဲတမီး အနေရ you အများကရော you ပဲဆရာ
အခုကဆရာပြစ္ဆုတ်ပံကိုသင်တာနော်ဟုတ်ပြီ you ဆိုတော့အဲ့ဒီ you မှာဆိုလို့ရှိရင်တဲ့ဆရာတို့အတိတ်ကမသွားနိုင်အောင်အဲ့ဒီ you ကအမြဲတမ်းဘာနဲ့တွဲမလဲပြစ္ဆုတ်ပံမှာဆိုရင် r နဲ့ပဲသုံးပါနော် you is လို့ဘယ်တော့မှတွဲမသုံးဘူးဒီမှာဆိုရင်ဆရာတို့က you are အမြဲသုံးမယ်နော်ဒါအခုကဆရာကဟိုဟာကိုသင်နေရအောင်ဗာလဲပြစ္ဆုတ်ပံကိုသင်တာဆိုဒါလေးခဏမှတ်လိုက်နော်ဒီမှာဆိုရင် second person မှာဆိုရင် you are အနေရောအများ you are လို့မှတ်မယ်ဆိုတော့ပြန်ပြီးတော့ဆရာတို့ဒီပြစ္ဆုတ်ပံကာလမှာ first person နဲ့ second person ကိုပြန်နားထောင်ကြည့်နော်အတန်ပေးပြီးအဲ့တဲ့ကလေးတွေကလည်းနားလေးစွန့်နည်းနည်းနားလေးစွန့်ပြီးတော့နားထောင်ကြည့်ဆိုတော့ဆရာတို့ first person မှာဆိုရင် I am we are ဆိုတော့ second person မှာဆိုရင် is နဲ့ဘယ်တော့မှမသုံးဘူး you are နော် I am we are you are ပုံမှန်ကိုပိုင်းဟန်ချက်မယ်ဆိုရင် subject 10လုံးမှာ person 3မျိုးရှိရဲ့ first person I am we are second person နဲ့ verb to be နဲ့တွဲမယ်ဆိုရင် you are ပြစ္ဆုတ်ပံမှာ you are a teacher you are a monkey မှာ something like that ပေါ့နော် you a joker နော်မင်းကဟာတာကောင်ပေါ့နော်ဒါမှမဟုတ်သုံးတယ် you နဲ့ r နဲ့ပဲတွဲတယ်အမြဲတမ်း is နဲ့မသုံးဘူး I နဲ့ is နဲ့မတွဲသလို you နဲ့ is နဲ့လည်းမတွဲဘူးเนาะပြစ္ဆုတ်ပံကာလမှာဆိုတော့ဆရာတို့ကပြစ္ဆုတ်ပံကာလမှာအဲ့လိုမှတ်မယ် I am we are you are အဲ့လိုမှတ်မယ်เนาะဆရာတို့ဟုတ်ပြီတပ်ပါစင်အောင်ဆရာတို့နည်းနည်းဆက်သွားမယ်တပ်ပါစင်ပြစ္ဆုတ်ပံဒီနေ့ဒီဘတ်တူဘီလေးပြီးအောင်ဆရာတင်မယ်เนาะဆိုတော့တပ်ပါစင်မှာဆိုရင်တဲ့တပ်ပါစင်မှာဆိုလို့ရှိရင်အ ਨੇ ကိန်းကဘယ်နှလုံးရှိလဲဆရာတစ်ချက်မေးမယ်နွေးလားရှိလား ဆရာလိုင်းကြနေလို့ဆရာအခုမှဝင်လာလို့မကြားလိုက်လို့ဆရာဟုတ်ပြီတမီးမကြားလိုက်ဘူးတမီးတော့ record တော့ပြန်နားထားလိုက်နော်ဆရာပြန်ပြီးရှင်းပြမယ်တပ်ပါစင်မှာ6လုံးရှိရဲ့အခုဆရာအ ਨੇ ကိန်း4လုံးရှိရဲ့နော်ပြီးရင်တမီးအစပြန်နားထားလိုက်နော်ဟုတ်ကဲ့ဆရာဟုတ်ပြီနောက်တစ်ယောက်မေးမယ်ချောစုဝေဟုတ်ဆရာချောစုဝေဟုတ်ဆရာကြားရတယ်ဆရာဟုတ်ဆရာတမီတပ်ပါစင်မှာအ ਨੇ ကိန်းဘယ်နှလုံးရှိလဲတပ်ပါစင်မှာအ ਨੇ ကိန်းဘယ်နှလုံးရှိလဲတပ်ပါစင်မှာနေကိန်းက4လုံးရှိရဲ့ he ရဲ့ she ရဲ့ he ရဲ့ she ရဲ့ it ရဲ့ now ရဲ့ she ရဲ့ it ရဲ့ နဲ့ the wine ပေါ့ဟုတ်ပြီတမီနော်အဲ့လို4လုံးရှိတယ်ဟုတ်ပြီအဲ့ဒီတပ်ပါစင်တမီကျေးဇူးတင်ပါတယ်ချောစုဝေဆိုတော့ဆရာတို့တပ်ပါစင်မှာတဲ့တပ်ပါစင်အ ਨੇ ကိန်းဒီအ ਨੇ ကိန်း4လုံးကအမြဲတမ်းဘာနဲ့တွဲမလဲဆိုလို့ရင်ဆရာတို့ကဒီမှာပြစ္ဆုတ်ပံမှာဆိုရင်သုံးလို့ရတဲ့ဟာနှလုံးရှိတာအ ਨੇ ကိန်းက am နဲ့ is နဲ့ရှိတယ်ဆိုတော့ဒီနေရာမှာဆရာတို့ကပုံသေးမှတ်မယ် is နဲ့အမြဲသုံးမယ်တပ်ပါစင်အ ਨੇ ကိန်းဆိုရင်အဲ့4လုံးတစ်လုံးဒီ is နဲ့သုံးမယ်ဆိုတော့ exist ing is exist နော် he is she is နော်ပြီးတော့မှ the boy is နော်ဆိုတော့တပ်ပါစင်4လုံးမှာဆိုရင်အမြဲတမ်း is နဲ့ပဲတွဲမယ်အဲ့ဒီဟာတွေကဘာလဲဆိုလို့ရှင် exist နော် he is she is the boy is နော်အဲ့4လုံးကအမြဲတမ်း is နဲ့ပဲတွဲမယ်အလားလေးနားလဲအောင်လုပ်မယ်နောက်တဲ့နှလုံးကအများကြီးနှလုံးကကျတော့ဘာရှိမလဲဆိုလို့ရှင်ဒီတစ်ခါနဲ့ the boys မျိုးဟုတ်ပြီရာတမီးဖြစ်လာကျေးဇူးတင်ပါတယ်တမီးဟုတ်ပြီအဲ့ဒီအများကြီးကကြတော့တဲ့ဆရာတော်ပြစ္ဆုတ်ပံမှာဆိုရင် r နဲ့ပဲသုံးမယ် they are the boys are the girls are နော် the books are နော် the books are on the table နော်နောက်ပိုင်းကျအဲ့ခါလေးလာလိုက်မယ် conjunction လာလိုက်ဆိုတော့တပ်ပါစင်အများကြီးမှာဆိုရင်နှလုံးရှိတယ်အဲ့ဒီနှလုံးက r နဲ့ပဲတွဲတယ်အ ਨੇ ကိန်း4လုံးရှိတယ်အဲ့ဒီအ ਨੇ ကိန်း4လုံးဒီ is နဲ့ပဲတွဲတယ်အဲ့လားလေးနော်ဒါတော့သမီးတို့အကုန်လုံးပုံတွေမှတ်ထားရမယ်ဆိုတော့ဆရာတော်ကပါစင်3မျိုးပြစ္ဆုတ်ပံကာလမှာဘတ်တူဘီကိုပါစင်3မျိုးနဲ့ဆရာတော်ကခွဲခြမ်းစိတ်ပြတယ်ဆိုတော့
ဖတ်ပါစင်မှာဆိုရင်ဆရာတို့က am နဲ့ is နဲ့အနေခင်းရှိရဲဆိုတော့အဲ့မှာဆရာတို့ကဘာနဲ့တော့ပြောမလဲ am နဲ့တွဲမယ်အများခင်းက are ဆိုတော့ I am we are စကားပါစင်ဆိုရင် you areတပ်ပါစင်ဆိုရင်ဆရာဟိုကစနေမဲ့ဆိုရမယ်ဥမာစကားတပ်ပါစင်မှာဆိုရင် he is she is the boy is they are the boys are နော်အဲ့လာလေတမီးတို့ကဘိုင်းဟဲရအောင်လုပ်ရမယ်ဆရာတစ်ခေါက်ပြန်ဆိုပြမယ်ပြန်နားထောင်ကြည့်ပြီးရင်အကုန်လုံးကိုဆရာတယောက်ချင်းလိုက်မေးမယ်နော်ဆိုတော့ဆရာတို့ဒီနေ့ subject 10လုံးသင်လိုက်တယ်10လုံးသင်လိုက်တယ်အဲ့ဒီ subject 10လုံးမှာပါစင်က3မျိုးရှိတယ်ဖတ်ပါစင် second ပါစင်တပ်ပါစင်ဆိုတော့ဖတ်ပါစင်က I နဲ့ we နဲ့ second ပါစင်က you 2မျိုးရှိမယ်တပ်ပါစင်က6လုံးရှိမယ်အဲ့ဒီ6လုံးက he she it လိုင်းကျသွားလားခုနကလိုင်းကျသွားလားဟဲ့လား ဟုတ်တယ်ဆရာ ဟုတ်တယ်ဆရာ ဆရာတို့အားရပါပြောနေတာလည်းနှိပ်ပြောဟမ်ကဲအကောင်လုံးတရုတ်ပြည်လာခဲ့တော့အမဆရာစာသင်ခန်းလေးရှိတယ်ဒီမှာစာသင်ခန်းမှာကောင်းအောင်သင်ပေးမယ်ဆိုတော့ဆရာပြန်ပြောပြမယ်အနည်းချုပ်အနေနဲ့ပြန်ပြောပြမယ် subject 10လုံးရှိတယ်အခုကြားလားဆရာပြောတာ ဟုတ်ကြားရတယ်ဆရာ ကြားတယ်ဆရာဟုတ် တကယ်လို့မကြားရင်လက်ထောင်လိုက်တော့ဒီနော်ဆိုတော့အနည်းချုပ်အနေနဲ့ပြန်ပြောမယ် subject 10လုံးเนาะ subject 10လုံးရှိတယ်အဲ့ဒီ subject 10လုံးဒီပါစင်3မျိုးနဲ့ခွဲတယ်ဖတ်ပါစင်စကမ်းပါစင်တပ်ပါစင်ဟုတ်ပြီဖတ်ပါစင်မှာဆိုလို့ရှိရင်ဆရာတို့က I နဲ့ we နဲ့ရှိရစကမ်းပါစင် you တပ်ပါစင်ဆိုရင် he she singular it နဲ့ the ပြော boy ရဲ နော် the boy ညာမှာကြားတဲ့ noun ထည့်လို့ရပြီးတော့မှ they နော်ပြီးတော့မှ the boys any noun ထည့်လို့ရတယ်နော်ဆိုတော့6လုံးဆို subject 10လုံးမှာဆရာတို့ကပါစင်3မျိုးနဲ့ခွဲတယ်ဟုတ်ပြီအဲ့မှာဆရာတို့ verb to be ပြစ္ဆုတ်ပံကာလမှာ verb to be နဲ့ပြန်သုံးမယ်ပြန်တွဲမယ်ဆိုရင်ဖတ်ပါစင်လို့ဆရာပြောရတာနဲ့ I am we are စကားပါစင်ဆိုရင် you are တပ်ပါစင်ဆိုရင် he is she is the boy is they are the boys are နော်ခုနှစ်ခုတော့ပြန်တယ်6လုံးနော် the boys are ဆိုတော့ဆရာတို့ကဖတ်ပါစင်စကမ်းပါစင်တပ်ပါစင်ကို verb to be နဲ့အဲ့လိုတွဲမယ်အဲ့လောက်ကိုကတစ်ခေါက်နှစ်ခေါက်လောက်တော့တမီးအများဆုံးတော့5ခေါက်လောက်အဲ့လေးဘာဟရအောင်ဖတ်ဒီဇာတ်ကလေးကိုကြည့်ပြီးဖတ်အဲ့လားဆိုရင်စကားပြောတဲ့အခါမှာနှုတ်သက်သွားလိုက် I ဆိုတဲ့စာပေစဉ်းစားကြမလို့တော့ဘော I am နဲ့ပြစ္ဆုတ်ပံကာလကငါပြောမယ်ဆို I am အများကြီးကိုပြောမယ်ဆို we နဲ့ဆို R နဲ့ပဲသုံးမယ်နှုတ်ကတွတ်သွား I am we are you are he is she is it the boy is they are the boys are နော်အဲ့တော့ပြစ္ဆုတ်ပံကာလမှာ subject 10လုံးရှိရယ်အဲ့ဒီပြစ္ဆုတ်ပံကာလမှာဆိုလို့ရှိရင် subject 10လုံးကို verb to be နဲ့တွဲနော်တွဲပြီးတော့အတန်နော်တွဲပြပြီးတော့မှ Viber group မှာတွဲပြပေးဆရာအခုဆရာတစ်ခေါက်ဆိုပြမယ်အဲ့ဒီအတိုင်းတမီးတို့တယောက်ချင်းအတန်တွဲပြီးတော့ပို့ပြီးနော် Viber လိုင်းကောင်းတဲ့အခါပေါ့ဆရာတို့ဒီမှာတရုတ်မှာဆိုလို့ရှိရင် Viber က VPN ခံရတယ်အကုန်လုံး VPN ခံရတယ်နော်ဆိုတော့အဲ့လားလေတမီးတို့လိုင်းကောင်းတဲ့အချိန်မှာအတန်တွဲပြီးပို့ပြီး I am ဖတ်ပါစင်ဆိုရင် I am we are you are he is she is it the boy is they are the boys are နော်အဲ့လိုအတန်ဖိုင်လေးတွေပို့ပြီးမယ်ဆိုတော့ဆရာနောက်တစ်ခုသွားလို့ရသေးလားအဲ့ချိန်နေကြပြီလားညီရှိလားညီရှိ ရ လား ပါတယ်ဆရာ ဟုတ်ပြီအဲ့ဒါဆိုဆရာ past tense လေးနည်းနည်းသွားအောင်အတိတ်လေးနည်းနည်းသွားခြင်းလို့နော်အတိတ်ကိုသွားခြင်းလို့အတိတ်ကို
အတိတ်ကဒီလိုစာသင်တဲ့အတိတ်ကတော့ပြန်သွားလို့ကောင်းတယ်သမီးနော်ကျန်တဲ့အတိတ်ကသွားလို့မကောင်းဆိုတော့ဆရာတို့ past tense ကိုသွားမယ်အတိတ်ကာလကိုသွားမယ်အတိတ်ကာလမှာဆိုလည်းပဲ first person second person third person နော်သုံးမျိုးရှိတယ်ဆိုတော့ဒီမှာဆရာတို့သုံးလို့ရတဲ့ဟာက was နဲ့ were နှလုံးရှိတယ်နော်နှလုံးရှိတယ်ဆိုတော့အဲ့ဒီနှလုံးမှာဒါက WAS was ကအနည်းကိန်းမှာသုံးတယ် were ကအများကိန်းမှာသုံးတယ်ဆိုတော့ဆရာတို့ကဖတ်ပါစင်မှာဆိုရင် I was ရှိမယ်I နဲ့ရှိမယ် we နဲ့ရှိမယ်ဆိုတော့ဒီနေရာမှာဆရာတို့ကပုံသေးမှတ်မယ်ဘာမှတ်မလဲဆိုရင် was နဲ့ were နှစ်မျိုးရှိတဲ့အထက်မှာဒါနဲ့ပဲသုံးမယ် I were ဒါနဲ့ပဲအမြဲသုံးမယ်လောလောဆယ်ပေါ့နော်ဒီဘတ်တူဘီနေရာမှာဆရာတို့ပုံသေးမှတ်လို့ရတာကဒါလေးမှတ်ထားလိုက် I နဲ့ were နဲ့ပဲအမြဲသုံးမယ်တမီအဲ့လို I နဲ့ were နဲ့အမြဲတမ်းသုံးမယ်ဆိုရင်မှားလားမှန်လားအခုဆရာတို့10တန်းနေပြီးသွားပြီဆိုတော့နွေးဖြည့်ကြည့်နွေးဖြည့်ကြည့် ဟယ်လို အေးတမီ ဟုတ် ဆရာက ဆရာ အမြဲတမ်းပြောတ မိ မီ န်းမ ပြော လေးကဘာမေးလိုက်တာလဲမသိဘူးရှင် ပြစ္ဆုတ်အတိတ်ကာလမှာဖတ်ပါစင်မှာ I နဲ့ we နဲ့နှလုံးရှိတယ်နော်အဲ့လာမှာဆရာတို့ဘတ်တူဘီမှာသုံးလို့ရတဲ့ဟာကလည်း was နဲ့ were နဲ့နှလုံးနှစ်မျိုးသုံးလို့ရတယ်အတိတ်ဆိုရင်ဒီနှလုံးပေါ့ကွာအခုမှဆရာထိတ်ထားတဲ့နှလုံးဒီနှလုံးအမြဲသုံးလို့ရတယ်ဆိုတော့ဆရာဒီနေရာမှာ I မှာဆရာက was နဲ့မသုံးရဘူး were နဲ့ပဲသုံးရမယ်ဆိုရင်မှားလားမှန်လားတမီးတို့အခုတော်တော်များများ10တန်းအောင်ပြီးဆိုတော့ဆရာက I နဲ့ was နဲ့သုံးရင်မှားတယ် I were လို့ပဲသုံးနေတယ်ဆိုရင်ဘယ်လိုယူဆမလဲတမီးတို့ မှန်တယ်ဆရာ သင် I ငယ် က ဘူး ကြ တဲ့ တော့ဟုတ်ဆရာ I ကကြတော့မျိုးအနေတယောက်တည်းဆိုပေမဲ့ I ကိုအဲ့လိုမျိုးဝယ်နဲ့သုံးရင်မှန်တယ်ဆရာဟယ်လို တမီးကြားတယ်တမီးယူဆချက်လည်းမှန်တယ်နော်တမီးတမီးကြားတယ်ဟုတ်ဆရာဟုတ် တမီးယူဆချက်လည်းမှန်တယ်နော်တမီးနော် ဟုတ်ဆရာ တမီးအားကျေးဇူးတင်ပါတယ်တမီးနောက်တစ်ခု I က were ဖုန်း I was I က was ပဲသုံးတာမလားဆရာ ဟလာဘယ်သူဖြေတာလဲနွေးလား သမီးဆရာ တမီးရမယ်နာမည်ဘူးတော့ဆက်အောင်နွေးလား ယွန်းယွန်းဆရာ တမီးလည်းမှန်တယ် I ဟုတ်ပြီ were တမီး I လည်းမှ were န်တယ် ရှင်တမီး ဆရာ တို့ ဒီမှာအခု I were ဆိုတာကငါးသားအဲ့လိုမျိုးငါးသားအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သဘောနဲ့ I were the dogs ငါးသားခွေးဖြစ်နေမယ်ဆိုအဲ့လိုမျိုးမဖြစ်နိုင်တဲ့ဟာမျိုးအဲ့မှာကြာ I were သုံးလို့ရမှာဆရာ ဖြစ်နိုင်တဲ့ဟာတွေလည်းပါမှာပေါ့တမီးတတိဖြစ်တဲ့ဟာတမီးပြောတာမှန်တယ်ဆိုတော့ဆရာရှင်းပြမယ်နော်တမီးပြောတာလည်းမှန်တယ်ကျေးဇူးတင်ပါတယ်ဆိုတော့ဆရာတို့က teacher center ဆရာဗဟိုပြုတဲ့ပုံစံနဲ့သင်ခဲ့တာ I နဲ့ was နဲ့မသုံးအောင်ဆိုရင်လည်းမသုံးအောင်လို့ပုံသင်မှတ်တာဆိုတော့တချို့နေရာတွေမှာရှိတယ် I နဲ့ was နဲ့သုံးလို့မရတဲ့နေရာရှိတယ်ဆိုတော့မှန်တယ်တမီးပြောတာမှန်တယ် were နဲ့ဘာလို့သုံးတယ်မျှော်လင့်ချက်တွေမျှော်မှန်းချက်တွေနော်အကုန်လုံးပြန်သားထောင်ကြည့်နော်ဒီနေရာလေးကနည်းနည်းလေးတွေ့ရဖြစ်နိုင်တယ်ကိုယ့်ရဲ့မျှော်လင့်ချက်တွေမျှော်မှန်းချက်တွေဖြစ်လာမယ့်အရာတွေဖြစ်လာမဖြစ်လာသေချာမသိတဲ့အရာတွေကိုဆရာတို့ကသုံးတော့မယ်ကိုရည်ညွှန်းပြီးတော့မျှော်လင့်ချက်စိတ်ကူးရင်တွေပေါ့နော်စိတ်ကူးရင်တဲ့အရာတွေကိုသုံးမယ်ဆိုရင်တဲ့ I ဖြစ်လင့်ကစား I ဆိုတဲ့အနည်းကိန်းဖြစ်လင့်ကစားဘတ်တူဘီမှာ were were နဲ့ပဲသုံးတယ်တဲ့ဒါကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုပေါ်ပြတဲ့အခါမှာသုံးတယ်နော်ပုံမှန် normal case ပေါ့ပုံမှန်ဆရာတို့ကဖြစ်ရိုးဖြစ်စဉ်ဆိုလို့ရှိရင်တော့ I က was နဲ့သုံးတယ် I was a teacher I was a soldier last 3 years ago လွန်ခဲ့တဲ့3နှစ်ကတော့ငါကစစ်သားတစ်ယောက်ဖြစ်ခဲ့တယ် I was a teacher in Yadanabo University last 3 years ago လွန်ခဲ့တဲ့3နှစ်ကတော့ငါကယတနာဘုံတက္ကသိုလ်မှာဆရာဖြစ်ခဲ့တယ်ဆိုတော့အဲ့လိုဟာတွေကတကယ်ဖြစ်တာဆိုလို့ရှိရင်ပုံမှန်တမန်ရိုးကြအရာဆိုလို့ရှိရင်ဒီ but to be က was နဲ့ပဲသုံးတယ် I was
နော် I was a teacher last 3 years ကိုလွန်ခဲ့တဲ့3နှစ်ကတော့ငါဆရာဖြစ်တယ်နော်သမီးတို့2ယောက်လုံးသုံးသပ်သွားတာမှန်တယ်ဆရာဒီနေရာမှာတစ်ချက်သမီးတို့အငိုင်ဖမ်းလိုက်တာတကယ်လည်းငိုင်ငိုက်နေတာလို့နော်ဆိုတော့သမီးတို့လည်းမှန်တယ်နှစ်မျိုးလုံးမှန်တယ်မျောလင်းချက်တွေမျောမှန်းချက်တွေစိတ်ကူးရင်တွေကိုဖော်ပြတဲ့အခါမှာ I တခုတည်းဖြစ်လင့်ကစား were နဲ့အများကြီးနဲ့သုံးတယ်နော်ဒီနေရာမှာသမီးတို့ကပုံမှန်အနေနဲ့သုံးမယ်ဆို I was နော် I was ဒါမျိုးသုံးမယ်ဆိုတော့ I was we were I was we were နော်ဖတ်ပါစင်မှာဆရာတို့ကပြန်သုံးမယ် was နဲ့ were နဲ့နှစ်မျိုးရှိတာပုံမှန်ဆိုရင်ဆရာတို့က I was we were နော်ဟုတ်ပြီဒါဆိုရင်သမီး you ကြတော့ဆရာတို့ကဘာသွားသုံးမလဲ you မှာကြတော့ဒီမှာကြတော့လုံးဝပုံသင်မှတ်ကတော့မှာခုနကလိုမျိုးဆရာမမေးတော့ you ဆိုလို့ရှိရင်အနည်းကိန်းဖြစ်ဖြစ်အများကိန်းဖြစ်ဖြစ် you were နဲ့ပဲသုံးမယ် you were နော် were were နဲ့ပဲသုံးမယ် you were I was we were you were နော်နှစ်မျိုးရှိပြီဖတ်ပါစင် second person okay ဟုတ်ပြီတပ်ပါစင်ဆရာတို့တပ်ပါစင်မှာ6မျိုးရှိမယ်တဲ့အဲ့ဒီတပ်ပါစင်6မျိုးမှာအနည်းကိန်း singular ၄လုံးမှာဆိုရင်အမြဲတမ်း was နဲ့ပဲသုံးမယ် was နဲ့ပဲသုံးမယ်ဥပမာ he was she was is was the boy was နော် he was she was is was the boy was ဒါအမြဲတမ်းပုံသင်မှတ်ကမှာနော်နှုတ်တွက်အောင် okay ဟုတ်ပြီအများကြီးနှလုံးမှာကြတော့ were နဲ့သုံးမယ် they were the boys were the boys were ဆိုတော့ဆရာတို့ပါစင်၃မျိုးကိုဘတ်တူဘီနဲ့ဆရာတို့အတိတ်ကာလမှာတွဲလိုက်ပြီဆိုတော့ဆရာပြန်တွဲပြမယ်သမီးတို့ကပြန်ပြီးနားထောင်ကြည့်ဖတ်ပါစင်ကိုဆရာစပြပြမယ် I was we were you were he was she was it was the boy was they were the boy was not the boys were the boys were ဆိုတော့ဆရာတို့ကပြစ္ဆုတ်ပံပြီးပြီအတိတ်ပြီးပြီဆိုတော့ဆရာတစ်ခေါက်ပြန်ပြီးတော့ပြစ္ဆုတ်ပံနဲ့အတိတ်ကိုတစ်ခေါက်ပြန်တွဲပြမယ်သမီးတို့ကပြန်ပြီးတော့နားထောင်ပြန်ပြီး recording နဲ့ပြန်နားထောင်ပြီးရင်နှုတ်ကတွက်နေအောင်ပြန်ကျင့်နော်ဆိုတော့ဆရာ present ဒီပြစ္ဆုတ်ပံကာလကိုပြန်တွဲပြမယ် am နဲ့ is နဲ့နှစ်မျိုးရှိရတဲ့ဟာ am နဲ့ဆရာစပြမယ်ပြီးရင် I am ဖတ်ပါစင်ဆိုရင် I am we are နော် I am we are you are he is she is the boy is နော် the boy is they are the boys are ဒါကပြစ္ဆုတ်ပံကာလဟုတ်ပြီအတိတ်ကာလကိုပြန်တွဲမယ်ဆိုရင် I was we were you were တပ်ပါစံကိုပြန်တွဲမယ်လေးလုံးကို was နဲ့ပဲတွဲမယ် he was she was it was the boy was ဟုတ်ပြီအများကြီးနှလုံးကို were နဲ့သုံးမယ် the boy were they were the boys ဟုတ်တယ် they were the boys were ပြန်သုံးမယ်နော်ဆိုတော့ဖတ်ပါစင်ပြစ္ဆုတ်ပံအတိတ်နှစ်မျိုးပြီးသွားတဲ့အခါမှာဆိုတော့ future tense ကတော့အရန်လွယ်တယ်အကုန်လုံး subject 10လုံးဒီဆရာတို့က will be ဒီက verb to be ဒါနဲ့ပဲလာသုံးမယ်ဒါလေးနဲ့ပဲဆိုတော့ဒါကိုဘယ်လိုအယောင်ချင်ရမလဲခဏလေးတမီးကိုကြားလား ဟုတ်ကြပါတယ် ရွံ့ကြားလားဟဲ့ကြားရနော်ဆရာအခုတင်တာနောက်ဆုံးတစ်ခုရောက်သွားပြီနော် future tense အနာဂတ်ကိုသွားပြီဆရာတို့ကအနာဂတ်ကိုသွားတော့မယ်အဲ့ဒီအနာဂတ်မှာဆိုရင်တဲ့ subject 10လုံးသလုံးဒီ be နဲ့ပဲတွဲမယ်ရှေ့က will ထည့်ပေးပေါ့ will be shall be ဒီလိုဒီ shall be ဆိုရအလေးကတော့ဆန္ဒပြုတဲ့အရာတွေမှာတော့ဆရာတို့ကအကြံပေးတာတော့ဆန္ဒပြုတာတော့ဆိုရင် shall be ကိုသုံးတယ်ပေါ့နော်ဆိုတော့ဆရာပြန်တွဲပြမယ်ဒီ subject 10လုံးနဲ့ future tense ကိုပြန်တွဲပြမယ် I will be we will be နော် you will be he will be she will be it will be the boys will be ပြီးတော့မှ they will be the boys will be ဆိုတော့ဆရာတို့က future tense မှာဆိုရင် subject 10လုံးဒီ will be နဲ့ပဲသုံးတယ် any change ဘာမှပြောင်းနေမရှိဘူး will be shall be เนาะအဲ့လိုမျိုးမှတ်မယ်ဆိုတော့ဆရာတို့ကဒီနေ့သင်တာဆိုလို့ရှိရင် verb to be ကို subject 10လုံးနဲ့တွဲပြရတယ်เนาะအဲ့ဒီဟာကိုသမီးတို့က recording ပြန်နားထောင်ဘာလို့ကမယ်ဆိုလို့ရှိရင်အတန်ဖိုင်လေးတွေပို့ပေးเนาะဟုတ်ပြီဆရာအခုသ
တင်ပြီးတဲ့အထီကိုသမီးတို့နားမလဲတာမရှင်းတာပါရှိလေတယောက်ချင်းမေးလို့ရတယ်ဒါလေးပြီးရင်ဆရာဟိုလုပ်ပေးမယ်သမီးတို့နားပေးမယ်ပါရှိလေမေးစရာပါရှိလေသမီးတို့မေးစရာမရှိရင်ဆရာမေးမှာနော်ဆိုတော့ဆရာမေးမယ်Medi speaker တော့ခေါ်ရမယ်ဖြိုးစင်သူဥမာတွေ့ရဖြိုးစင်သူရှိလား ဟုတ်ရှိပါတယ်ဆရာဆရာခုနကမှလိုင်းခုနကမှဝင်လာလို့ပါဆရာဟုတ်ပြီဟုတ်ပြီအဲ့တမီးမေးတော့ဘူးအဲ့ဒါပြင်တော့တမီး recording ပြန်နားထောင်နော် recording နားထောင်ပြီးတော့ဆရာကိုဒီတမီးတို့ exercise လေးတွေကို Viber ရင်ပို့ပေးတာနော်ဆရာနောက်ဆုံးတစ်ခုပြောလို့ပဲ there is no free but air နော်တရုတ်နိုင်ငံမှာပေါ့အထူးသဖြင့်နော်တရုတ်နိုင်ငံမှာဆိုရင်များသောအားဖြင့်လေရလွှဲရင်ကျန်တာအကုန်လုံးက free မရှိဘူးပေါ့လေရတော့သူကအလကလေရမ်းပေါ်လို့နော် there is no free except down but air လေရလွှဲရင်အကုန်လုံးအခါကြီးငွေပေးရတယ်တမီးတို့လည်းအချိန်ပေးထားတာအချိန်နဲ့တန်အောင်ဆရာတို့ကလေ့ကျင့်ရမယ်နော်အေးတန်းကိုမေးမယ်အေးတန်းတမီးကျေးဇူးတင်ပါတယ်အေးတန်းပြောပြအောင် ဟုတ်ကဲ့ဆရာ ဆရာဦးဘတ်တူဘီနဲ့ဘာနဲ့တွဲမှာလဲ ဘတ်စုပီနဲ့ subject 10မျိုး 10ရောပါစင်ကဘယ်နှမျိုးရှိလဲတမီးမမြန်ပြောဆရာကြောက်တယ်ဒီမှာ first person second person third person ရှိရဆရာ first ဟုတ်ပြီပြောပြစ္ဆုတ်ပံမှာတမီးတွဲပြပြစ္ဆုတ်ပံတမီးရဟောပဲတွဲဖတ်ပါစင်ပဲတွဲပြ third person မှာကI နဲ့ I am ပြီးတော့ we you are မလေးတမီးစက္ကန့်ပါစင်မသွားနဲ့လေဖတ်ပါစင်မှာသွားဖတ်ပါစင်မှာဆို I နဲ့ we နဲ့နှလုံးရှိတာဘတ်တူဘီနဲ့တွဲပြမယ်ဆိုရင် we နဲ့ဘာနဲ့တွဲမလဲ we are ဒါပဲเนาะဖတ်ပါစင်ပြစ္ဆုတ်ပံမှာတွဲမယ်ဆိုရင် I am we are เนาะနှစ်မျိုးပဲတမီးကျေးဇူးတင်ပါတယ်ကျွန်တော်ကလေးပြန်မေးလိုက်မယ်တမီးကျေးဇူးတင်ပါတယ်ဖုံးဖြူဝင်လားဖုံးဖြူဝင်လား ဟုတ်ဆရာ ဟိုတမီးနာမည်ဘာလို့တမီး သမီးနာမည် emoji ဆရာ ဟောဒီတမီးအကောင့်ဖုံးဖြူဝင်တာပါဟုတ်ပြီတမီးအဲ့တော့တမီးကအခုဆရာတင်တဲ့ subject 10လုံးထဲမှာ second person ကဘာရလဲ you you မှန်ပြီတမီးကအတိတ်နဲ့တွဲပြ second person ကိုအတိတ်နဲ့တွဲပြရင်ဘတ်တူဘီအတိတ်နဲ့ဘာနဲ့တွဲမလဲ was နဲ့ were နဲ့နှလုံးရှိရတမီးဘာနဲ့တွဲမလဲ you ဝင် ချင်းပြီးရောစလုံးပေါင်းရဆရာအတိတ်ကိုsecond person ကိုတွဲမှာ was နဲ့ were နဲ့နှစ်မျိုးရှိတယ်တမီးကဘယ်လိုတွဲမှာလဲတွဲပြယူဆရာ when စလုံးပေါင်းပြယူစလုံးဘယ်လိုပေါင်းမှာ w I ဟုတ်ပြီ you were เนาะ you was ဆိုတော့မသုံးเนาะအဲ့ဒါတမီးကျေးဇူးအများကြီးတင်ပါတယ်တမီးယောက်ျားလေးတွေကဘယ်သူရှိလဲယောက်ျားလေးတွေကရာဇာလင်းဆရာနဲ့နာမည်ပြောရာဇာလင်းပြောပြ ဟုတ်ကဲ့ဆရာဟုတ် ဒါအခုဆရာတင်တဲ့ subject ကဘယ်နှလုံးလဲစုစုပေါင်း subject 10လုံးပါဆရာ subject 10လုံးsubject 10လုံးဟုတ်ပြီ subject 10လုံးကိုပြစ္ဆုတ်ပံမှာဒါကတပ်ပါစင်နဲ့တွဲပြတပ်ပါစင်ပြစ္ဆုတ်ပံမှာဆိုရင်ဆက်လို့ဘာနဲ့တွဲမလဲတပ်ပါစင်မှာအနေကိဘယ်နှလုံးရှိမှာလဲ အနေကိ4လုံးရှိပါတယ် အများကိက အများကိ2လုံးပါဆရာ အများကိ4လုံးကပြစ္ဆုတ်ပံမှာဆိုရင်ဆက်လို့ဘာနဲ့ပဲတွဲမလဲ s နဲ့ပဲတွဲပါဆရာ ဒါပဲဒါတွဲပြ4လုံးကိုအနေကိ4လုံးကိုပတ်ပြီးတွဲပြဘယ်လိုတွဲမလဲ he is she is one is is เนาะ id is is လို့တော့เนาะ he is she is is the one is เนาะအဲ့လိုတွဲမယ်အများကိနှလုံးကြတော့တပ်ပါနဲ့တွဲမယ် are နဲ့သုံးမယ် they are the ones are the boys နေရာမှာ the girls เนาะ the books နောက်မှလည်းအကုန်ထည့်လို့ရတယ်ဟုတ်ပြီဒါလားဆိုကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါဆရာ
Motography မျိုး therapy ဘယ်လိုဖွင့်သမီးက line ကောင်းတယ် ကဲ line သိမကောင်းဆရာ ရကဲ line မကောင်းအတန်ပဲပြောသမီးဆရာတင်တဲ့ subject ကဘယ်နှလုံးလဲ subject က10လုံးဆရာ 10လုံးပါစင်ကဘယ်နှမျိုးလဲ 3မျိုးဆရာ first person ဘာလဲ second ပြောသမီး person third person တပါစံဟုတ်ပြီသမီးကအနာဂတ်ကိုသွားမယ်ဆိုတော့အနာဂတ်ကိုသမီးကပြစ္ဆုတ်ပံကာလsorry ဘတ်တူဘီကျဲကတပ်ပါစင်နဲ့ရှူချာတွဲပြတယ်ဆရာ B ဆရာ B ကိုဝေ B လို့သွားမယ်နော်အနာဂတ်ဆိုရင်တော့ဝေ B ရိုးပဲအနာဂတ်ကိုပဲပြောမယ်ဆိုရင်ဝေ B လို့သုံးမယ်တခုခုစံနာပြူတာတို့နော်ကိုယ့်ရဲ့စံနာကိုပေါ်ထုတ်တာတို့ဆိုရှင် share B နဲ့သုံးမယ်ဆိုတော့သမီးတွက်ပြပါတပ်ပါစင်အနည်းကိန်း၄လုံးနဲ့အဲ့ဟာနဲ့future နဲ့သမီးတွက်ပြဘယ်လိုသုံးလဲ he he တပ်ပါစင် will ဘယ်နှ be လုံး he လဲ will be တပ်ပါစ ဟော င် လေတပ်ပါ 6 စင်သမီးဘယ်နှလုံးရှိလဲအနည်းကိန်း နေက4လုံးဆရာ အဲ့၄လုံးကဘာတွေလဲ it he she the boy ဆရာပြောတဲ့အစနာလေးမှလား he she it the boy နော်ဒီလိုဆိုတော့တမီအကောင်ကို future နဲ့တွဲမယ်ဆိုရင် he will be လို့တမီတွဲပြပါအောင် he will be she will be it will be the boy will be ဒါပဲတမီမှန်တယ်နော်အများကိန်းကဘယ်နှလုံးလဲ 2လုံးဆရာ အလားကဘာလဲတမီ the boys yeah ဟုတ်ပြီတမီတွဲပြပါအောင် they will be the boys will be သူကဘာမှမပြောင်းဘူးနော်အနေကိန်းရောအများကိန်းရောဒါပဲဆိုတော့တမီကျေးဇူးအများကြီးတင်ပါတယ်တမီလာလို့နော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဆရာတို့ဒီနေ့သင်တဲ့အထက်မှာဒီ bad to be နဲ့ဆရာတို့ subject 10လုံးနဲ့တွဲပြီးတော့ဆရာတို့သင်ပြတယ်ဆိုတော့အလားတွေကိုပြစ္ဆုတ်ပံအတိတ်နာဂတ်နဲ့ဆရာတို့တွဲပြီးတော့အတန်ဖိုင်လေးတွေပို့ပေးမယ် bad to be မှာဆရာတို့ချွင်းချက်အနေနဲ့မှတ်ကမှာကပြစ္ဆုတ်ပံကာလမှာဆိုရင် I နဲ့ is နဲ့ဘယ်တော့မှတွဲမသုံးဘူးเนาะအလားလေးမှတ်ထားရမယ်ပြီးတော့မှအတိတ်မှာဆိုလို့ရှိရင် I နဲ့ was နဲ့ပုံမှန်ဆိုရင်သုံးတယ်ကိုယ့်ရဲ့စံထားတွေကိုယ့်ရဲ့စိတ်ကူးရင်အိမ်မက်တွေကိုဖော်ပြခြင်းတဲ့အခါမျိုးမှာဆိုရင်တော့ I ဆိုပြီးတော့အနည်းကိန်းဖြစ်လင့်ကစားအတိတ်မှာ were နဲ့သုံးတယ်เนาะကိုယ့်ရဲ့စံထားတွေရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုဖော်ပြခြင်းတဲ့အခါမှာ I ဆိုပြီးတော့အနည်းကိန်းဖြစ်လင့်ကစားဆရာတို့က were နဲ့ပဲသုံးတယ်လို့အဲ့ summary လေးကိုသမီးတို့အကုန်လုံးမှတ်ထားเนาะဆိုတော့ဒီနေ့အားလုံးမပြင်းမရည်ပဲနဲ့เนาะအိမ်မငိုက်ပဲနဲ့လာပြီးတော့မှလေးလာတင်ကြတဲ့အကြောင်းသားတယောက်ချင်းစီအားလုံးကိုဆရာကကျေးဇူးအများကြီးတင်ပါတယ် good night ပါသမီးတို့မနက်ဖြန်တွေ့မယ် ဟုတ်ဆရာကျေးဇူးပါဆရာ မဲဆရာ ဟုတ်ပြီနော်အားလုံးကျေးဇူးပါ good night ပါ Good night ပါဆရာ good night ပါဗျာ good night ပါ